ကျွန်တော်တို့လူသားအားလုံးဟာမွေးလာတဲ့ကကျွန်တော်တို့ကတစိတ်ခတ်ပြီးသားနော်သေရမယ်ဆိုတဲ့အရာကိုတစိတ်ခတ်ပြီးသားဒါကြောင့်ကျွန်တော်အားလုံးဒီတနေ့ဘာလုပ်အောင်မလဲသေရမှာဖြစ်တယ်နော်သေပြီးသွားရင်ပြဿနာမရှိဘူးမပြီးဘူးဗျနော်သေပြီးရင်ဘာသာတရားတိုင်းကသွန်သင်ပါတယ်အပင်ငယ်ရှိတယ်ထာဝရဒုက္ခချမ်းသာဖို့ကောင်းကင်နိုင်ငံရှိတယ်အဲ့တော့ဘယ်သူမှငယ်မသွားခြင်းဘူးနော်မသွားခြင်းလေသွားရမှာသွားခြင်းလားမသွားခြင်းလားလည်းမဆိုင်သွားရဖို့အတွက်ကိုသွားရမယ့်နေရာဆိုတာကို तू ကတတ်မှတ်ပေးပြီးသားဘာကြောင့်လဲအပြစ်တရားရဲ့အခါကသေခြင်းပေသည်ဒါကြောင့်မို့အပြစ်ရှိတဲ့သူတိုင်းဒီတနေ့သေရမယ်အဲ့ဒီအထဲထဲကအပြစ်တရားကြောင့်ပဲလောဘဒေါသမောဟအပြစ်တရားကြောင့်ပဲဘယ်ကိုသွားရမလဲဆိုတော့အပင်ငယ်ကိုသွားရမှာဖြစ်တယ်အဲ့ဒီအပြစ်ကဘယ်ကလာလဲနော်အဲ့ဒီအပြစ်ကဟိုးကပ္ပဦးကလာနော်သင်ဟာဘယ်ကလေးကအပြစ်ရှိတဲ့သူလဲဆိုရင်သူများကိုလိန်လိုက်မှသူများကိုဆဲလိုက်မှမကောင်းတာလုပ်လိုက်မှအပြစ်ရှိတာမဟုတ်အမေဝမ်းထဲမှာတဲ့ဘရိတ်တွေယူစင်မယ်နော်ဘာဆွဲလဲဆိုတော့အပြစ်ဆွဲတယ်လို့တမန်ကျမ်းစာကဖော်ပြဟာအပြင်မှာလူသားတယောက်အနေနဲ့တော့မမွေးဖွားသေးဘူးတရေသားအနေထားနဲ့ပဲရှိတဲ့အချိန်မှာတည်းကသင်ကဘာဆွဲလာပြီလဲအပြစ်ရှိနေပြီတဲ့နော်ဒါကြောင့်မို့သင်ဟာဘာလူမျိုးဖြစ်ပါစေနော်ကချင်ပဲဖြစ်ဖြစ်ကရင်ပဲဖြစ်ဖြစ်ဗမာပဲဖြစ်ဖြစ်နော်ကိုရီးယားနိုင်ငံသားပဲဖြစ်ဖြစ်ဂျပန်ပဲဖြစ်ဖြစ်မလေးရှားနိုင်ငံသားပဲဖြစ်ဖြစ်နော်ကျွန်တော်တို့ကဘာလူမျိုးပဲဖြစ်ဖြစ်သင်ဟာဘယ်ဘာသာပဲကိုးကွယ်ကျင်းသေးတာတစ်ခုကတော့သင်ဟာအပြစ်ရှိတယ်အဲ့ဒါညာလို့မရအောင်လိန်လို့မရအောင်သင်ဟာဘယ်ဘာသာတရားမှမကိုးကွယ်ခင်ဘာအကုသိုလ်မှမလုပ်ခင်ဘာကုသိုလ်ကောင်းမှုမှမလုပ်ခင်တည်းကသင်ဟာဘာရှိနေပြီးသားလဲသင်ထဲမှာအပြစ်ရှိနေပြီးသားဟာဘယ်ကနေပါလာလဲဟိုးကဘာဦးဖန်ဆင်းတဲ့လူယောက်ျားနဲ့လူမိန်းမကဖျားစကားကိုနားမထောင်လိုက်လို့ဘယ်ထဲမှာကြဆင်းသွားလဲဆိုတော့အပြစ်ထဲမှာကြဆင်းသွားဒါကြောင့်မို့အဲ့ဒီကဘာဦးလူသားနဲ့ဆင်းသက်လာတဲ့လူသားမျိုးနွယ်မျိုးဆက်အားလုံးဒီဘာသားဖြစ်လဲဆိုတော့အပြစ်သားဖြစ်တယ်ကချင်မိဘနှစ်ပါးမွေးလာတဲ့ကလေးကကရင်မဖြစ်သွားပါဘူးကိုရီးယားမဖြစ်သွားဘူးဂျပန်လည်းမဖြစ်သွားဘူးကချင်မိဘနှစ်ပါးမွေးဘာပဲဖြစ်မလဲကချင်ပဲဖြစ်မှာပေါ့ကချင်နဲ့ဗမာနဲ့ဆိုကချင်ဗမာဖြစ်မှာပေါ့ရိုးလေးပါပဲအဲ့ဒါပြောင်းလဲလို့ဒါကြောင့်အပြစ်လောက်လိုက်တဲ့ကဘာဦးလူသားနဲ့ဆင်းသက်လာတဲ့လူသားအားလုံးဒီဘာသားဖြစ်သွားလဲဒါကြောင့်သင်အပြစ်လောက်ခြင်းမလောက်ခြင်းနဲ့မဆိုင်ပါလာတာအဲ့ဒါမွေးရပါလို့ခေါ်တယ်ဒါကြောင့်မို့ကျွန်တော်တို့အားလုံးဒီမွေးရပါဘာသားဖြစ်လဲဆိုတော့အပြစ်သားဖြစ်တယ်မွေးကလေးကဘာနဲ့မွေးလာလဲအပြစ်နဲ့မွေးလာဒါကြောင့်မို့ခလေးတွေသတိထားကြည့်မွေးလာတဲ့အချိန်မှာရည်ပြီးမွေးလာတဲ့ခလေးတွေ့ဘူးလားဟာအေးပြောလိုက်တာဟေးလောကကြီးတဲ့လာရပြီဟာဆိုမွေးလာတဲ့ခလေးတယောက်မှမရှိပါဘူးရည်ပြီးမွေးတဲ့ခလေးတယောက်မှမရှိဘူးခလေးတွေကမွေးလာဒါနဲ့အရင်ဆုံးမလုပ်ရလဲငိုရတယ်မငိုရင်တော့ဒီမွေးဖွားပေးတဲ့ဝမ်းဆွဲဆရာမဘာလုပ်ရလဲသူ့ကိုရိုက်ရတယ်ငိုလိုက်တော့မှအဲ့ဒါမှအဆုတ်ကအသက်ရှူလာတာဒါကြောင့်မို့လူဟာမွေးကလေးကငိုခြင်းနဲ့စပြီနော်ငိုခြင်းနဲ့စအတိတ်ပဲကဘာလဲဆိုတော့ဒုက္ခတော့ရောက်ပါပြီစလာနဲ့လောကထဲမှာငါတော့ဘာလုပ်ပြီလဲဒုက္ခရောက်ပြီစားဖို့လိုပြီဝတ်ဖို့လိုပြီနေဖို့လိုပြီအသက်တာထဲမှာဒါကြောင့်မို့လူဖြစ်ရတာနဲ့ဒုက္ခနဲ့ကတွဲနေတယ်ဒါကြောင့်အရှိတိုင်းဘာသာတရားမှာခန္ဓာရှိသည်ဒုက္ခဆိုတာရှိတယ်သင်ရဲ့အသက်တာထဲမှာအဲ့ဒီဒုက္ခဆင်းရဲခြင်းကနေလွတ်မြောက်ဖို့လမ်းကိုဘာသာတရားတိုင်းကရှာဖွေကြတယ်လူသားတိုင်းကရှာဖွေကြတယ်အေးချမ်းခြင်းနဲ့ငြိမ်သက်ခြင်းနဲ့လောကမှာသင်ဘယ်လောက်ချမ်းသာမလဲအနှစ်တရာလောကမှာသင်ဘယ်လောက်အောင်မြင်မလဲအနှစ်တရာပဲလောကမှာသင်ဘယ်လောက်နာမည်ကြီးမလဲအနှစ်တရာပဲပြီးရင်ဘာလုပ်သွားမလဲပြီးသွားမှာပဲလောကကြီးထဲမှာဒါကြောင့်မို့ကျွန်တော်တို့အားလုံးဒီလောကခဏတာအသက်ရှင်တဲ့အခါမှာထာဝရကာလအတွက်စဉ်းစားဖို့အင်မတန်မှလိုအပ်ပါတယ်ကျွန်တော်လူသားအားလုံးဟာမွေးကလေးကအပြစ်ပါလာတော့ကြောင့်နော်ဒါကြောင့်မို့ဘုရားသခင်ရတဲ့ဖန်ဆင်းစမှာအဲ့ဒီလူယောက်ျားနဲ့လူမိန်းမအာရနဲ့အေဝါကိုအေဒင်ဥယျာဉ်မှာထားတယ်အဲ့ဒီဥယျာဉ်ရဲ့အလေတက်တဲ့မှာတဲ့အပင်နှစ်ပင်ရှိတယ်နော်ကျွန်တော်ငယ်တုန်းက
ဆန္ဒစကူတက်တော့ဥယျင်အလဲနိုင်သစ်ပင်ကြီးဆိုတချင်းဆိုတာဩဥယျင်အလဲမှာတပင်ရှိတယ်ကျွန်တော်ဒီလိုပဲသိတာဒါပေမဲ့ကျမ်းစာပြန်ဖတ်တော့ဥယျင်အလဲမှာတပင်မဟုတ်ဘယ်နှပင်ဖြစ်နေတခြားနေရာမှာတော့အပင်တွေအများကြီးပဲအလဲမှာပြောတာနော်အလဲတက်တဲ့မှာနှစ်ပင်ရှိတယ်တပင်ကဘာပင်လဲဆိုရင်ရောကောင်းမကောင်းသိကျွမ်းရအပင်အဲ့ဒီပင်ကျွန်တော်ယဉ်နေတယ်နောက်တပင်ကဘာပင်လဲအသက်ပင်ဖယားသခင်ကပြောတယ်အဲ့ဒီအသက်ပင်ရဲ့အသီးကိုစားလူဟာမြေမှုန့်နဲ့ဖန်ဆင်းတော့အကန့်အသတ်ရှိဒီခန္ဓာကိုယ်ကြီးကဘယ်ကနေလုပ်ထားလဲမြေမှုန့်နဲ့လုပ်ထားတာဒါကသိပ္ပံပညာရှင်တွေကစမ်းသပ်ကြည့်တဲ့အခါမှာမြေကြီးဓာတ်နဲ့လူရဲ့ခန္ဓာကိုယ်ကဓာတ်နဲ့အတူတူပဲအဲ့ဒီမှာရှိတဲ့ထုံဓာတ်တို့ကန့်ဓာတ်တို့အဲ့ဒါတွေကသွားညီနေတယ်ဒါကြောင့်မို့လူဟာမြေမှုန့်နဲ့ဘာလုပ်ထားလဲဖန်ဆင်းထားတယ်အဲ့ဒီမြေကြီးခန္ဓာကိုယ်ကကျိုးပဲ့လွယ်တယ်ပျက်စီးလွယ်တယ်ဘယ်ကလာလဲဆိုတော့ဒါသင်္ခါရမြေကြီးကလာတယ်ဒါပေမဲ့အထဲထဲမှာတဲ့ဖယားကဘာအောင်မှုတ်သွင်းလိုက်လေဇီဝအသက်ဆိုတဲ့ဝိညာဉ်ကိုမှုတ်သွင်းလိုက်တယ်အဲ့ဒါဘုသူစီကလာဆိုဖယားစီကလာဒါကြောင့်မို့သင်ရဘယ်လူမျိုးဖြစ်ပါစေဘယ်ဘာသာဖြစ်ပါစေစင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေသင်ကိုဖယားသခင်ဖန်ဆင်းသောကြောင့်ဖယားသင်ကိုသိချစ်တယ်ဖယားသင်ကိုငရဲမကြစေခြင်းဒါကြောင့်ဖယားသခင်ကကဘာဥမာဖန်ဆင်းတော့ကအဲ့ဒီအပင်နှစ်ပင်မှာကောင်းမကောင်းဆိုတဲ့တိကျွမ်းရအပင်ရဲ့အသီးကိုတော့ဘာမလုံးနဲ့ပြောလဲမစားနဲ့လို့ပြောတယ်စားသောနေ့မှာဧကံမှန်သိရမယ်မစားနဲ့ဘုရားသခင်ကလည်းမစားခြင်းမှာတော့ငကိုတွေကစိုက်မထားပါနဲ့ပါအသက်ပင်တစ်ပင်ပဲထားမကောင်းလားဟေးကောင်းတာဗောအဲ့ဒီအပင်ကြောင့်ပြဿနာတက်သွားတာနော်ဒါကြောင့်ဘုရားသခင်ဘာလို့လာစိုက်ထားလဲအဓိကတရားခံဘုရားဖြစ်တော့နော်အဲ့တော့ဘုရားသခင်ဘာလို့အဲ့ဒီကောင်းမကောင်းတိကျွမ်းရအပင်ကိုထားရလဲဆိုရင်တော့ဖန်ဆင်းစာလူသားယောက်ျားနဲ့မိန်းမမှာဘာအပြစ်မှမရှိဘာအပြစ်မှမရှိတဲ့လူယောက်ျားနဲ့လူမိန်းမအပြစ်ကင်းပါတယ်သူတို့ဖြောက်မှတ်ပါတယ်ဆိုရယ်တတ်သိပြခြင်းတဲ့အတွက်ကြောင့်အဲ့ဒီအပြစ်လုပ်เสียအခြေအနေတစ်ခုကိုထားရတယ်ဖျားစကားကိုနားထောင်ပြီးတော့မလုပ်သူသူတို့ကဖြောက်မှတ်ခြင်းထဲမှာဆက်အသက်ရှင်နိုင်မှာတန်ရှင်းခြင်းထဲမှာဆက်ပြီးတော့အသက်ရှင်နိုင်မှာဖြစ်တယ်တကယ်လို့အဲ့ဒီပင်သာမရှိရင်ဟာငါဖန်ဆင်းတဲ့လူသားနှစ်ယောက်ဖြောက်မှတ်တယ်ဘာနဲ့သွားတတ်သိပြဘာမှအပြစ်လုပ်เสียမရှိတဲ့အခြေအနေမှာတတ်သိပြလို့မရဘူးဒါကြောင့်ဘုရားသခင်ကတတ်သိထူခြင်းတဲ့အတွက်ကြောင့်အဲ့ဒီအပင်ကိုထားတယ်ငါသားသမီးတွေငါစကားကိုနားထောင်ပါဒါပေမဲ့စာတန်ကမွေထဲမှာဝင်ပြီးတော့သွေးဆောင်အဲ့ဒီအသီးကိုစားမသိဘူးညံပွင့်သွားမယ်မင်းတို့ဖျားကဲသို့တော့ဖြစ်အောင်မယ်အဲ့ဒီခါမှာသွားစားလိုက်တဲ့ခါမှာဖျားစကားကိုလွန်ကျူးသွားတဲ့ခါမှာလူကဘယ်ထဲမှာကြာဆင်းသွားလဲဆိုတော့အပြစ်ထဲမှာကြာဆင်းသွားတယ်အဲ့ဒီအသီးရဲ့နာမည်စဉ်းစားကြည့်ပါဦးအပြစ်ရဲ့အသီးမဟုတ်တော့အဲ့ဒီအသီးကမှောင်မိုက်ခြင်းအသီးလည်းမဟုတ်စိုးညစ်ခြင်းအသီးလည်းမဟုတ်အဲ့ဒီအသီးရဲ့နာမည်ဘယ်လိုခေါ်လဲကောင်းမကောင်းကိုသိကျွမ်းရဟာတိတ်မဆိုးပါဘူးဒီအသီးကစားလိုက်ရင်ဘာဖြစ်သွားမလဲကောင်းတာနဲ့မကောင်းတာနဲ့ညံပွင့်သွားမှာဟာဒါလူအတွက်မကောင်းလားဖျားသခင်ကလေသင်ကိုကောင်းမကောင်းအောင်မသိစေခြင်းအဲ့ဒီကောင်းမကောင်းအောင်သိလဲသင်လုံနိုင်မှာမဟုတ်ခန္ဓာကိုယ်မြေမှုန့်ကလာတဲ့အတွက်ကြောင့်အကန့်အသတ်ရှိတယ်ဖျားအလိုတော်လိုက်နိုင်မှာမဟုတ်ဘူးဒါကြောင့်ဖျားကကောင်းမကောင်းကိုငါပဲညွှန်ကြားမယ်မင်းအသက်ပင်အသီးကိုပဲစားပါဖခင်ကဒါပေမဲ့လူဟာဘာလို့သွားစားလိုက်လဲကောင်းမကောင်းဒါကြောင့်မို့လူသားအားလုံးကဘယ်ထဲမှာကြာဆင်းသွားလဲကောင်းမကောင်းထဲမှာကြာဆင်းသွားတယ်လူတိုင်းကချမ်းသာခြင်းတယ်အဲ့ဒါကောင်းတဲ့အရာလို့ထင်တယ်ဒါပေမဲ့ချမ်းသာလည်းမကောင်းနော်လူတိုင်းကအဆင်ပြေခြင်းတယ်ဟာအဲ့ဒါကောင်းတဲ့အရာဒါကြောင့်မို့လူတိုင်းကအဲ့ဒီကောင်းခြင်းမကောင်းခြင်းထဲမှာပဲပြဿနာတက်နေတာဒါကြောင့်မို့သခင်ယေရှုကိုယုံတဲ့ယုံကြည်သူတွေတောင်မှကောင်းကြီးမြင်ကလားဆိုရင်ဘယ်လိုပဲပုံဖော်လဲချမ်းသာရင်ကောင်းကြီးပဲအောင်မြင်ကြော်ကြရင်ဟာကောင်းကြီးပဲဟာကျမ်းမာနေရင်ကောင်းကြီးပဲမကျမ်းမာတော့ရင်ခန္ဓာကိုယ်မှာစီးကြိုသွေးကြိုရှင်သင်ကကောင်းကြီးမခံစားတော့ဘူးလားနော်သင်စစ်ကြည့်လိုက်သင်ခန္ဓာကိုယ်မှာယောဂတစ်မျိုးမျိုးတော့ရှိမှာပဲအဲ့ဒါကောင်းကြီးမခံစားတော့ဘူးလားဟာသင်ကအခက်ခဲဖြစ်နေငွေကြေးခက်ခဲဖြစ်နေကောင်းကြီးမခံစားတော့ဘူးလားယောဂဖြစ်ရင်ကိုဗစ်မှာကျွန်တော်တို့တော်တော်များများယောဂဖြစ်ပါတယ်ဒါဆိုကျွန်တော်ကကောင်းကြီးမခံစားတော့ဘူးလားမဟုတ်ပါဘူးမိတ်ဆွေကျွန်တော်တို့ကကောင်းမကောင်းနဲ့သွားတိုင်းတာကျွန်တော်တို့ကလည်းဒီလိုနားလဲတယ်ကောင်းကြီးမြင်ကလားဆိုတာကကောင်းတဲ့အခြေအနေတိုင်းကိုကောင်းကြီးမြင်ကလားလို့သွားထင်တာတကယ်တော့ကောင်းကြီးမြင်ကလားဆိုတာကောင်းတဲ့အခြေအနေနဲ့တွဲနေတာမဟုတ်ကောင်းကြီးမြင်ကလားဆိုတာကောင်းမြတ်တဲ့ဖခင်နဲ့တွဲနေတာဒါကြောင့်မို့ဖခင်ရှိခြင်းကသင်ရဲ့ကောင်းကြီးမြင်ကလားဖြစ်တယ်သင်ခန္ဓာကိုယ်မှာဘာယောဂရှိရှိသင်ကချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေအောင်မြင်ကြော်ကြနာမည်ကြီးသည်ဖြစ်စေဘယ်သူမှသင်ကိုမသိသည်ဖြစ်စေအရေးမကြီးဘူးဖခင်သင်တဲ့အတူရှိရင်အဲ့ဒါ blessing ပဲကောင်းကြီးမြင်ကလားဖခင်မရှိတော့ဆိုလူကအဲ့ဒါအမင်္ဂလာဖြစ်တာ
ဒါကြောင့်မို့ကဘာဦးမှာအာရနဲ့အေဝါသည်ဖျားနဲ့ကင်းကွာသွားတဲ့ခါမှာအဲ့ဒါမှာအမင်္ဂလာစဖြစ်တာပင်ပန်းခြင်းဆိုတဲ့စကားကိုကဘာဦးကျမ်းခန်းကြီး3မှာစတွေ့ရပင်ပန်းခြင်းဆိုတဲ့စကားဖျားကကြိမ်လိုက်တယ်ဖျားစကားကိုနားမထောင်တဲ့ခါမှာဒီနေ့ကစပြီးမင်းတို့ဒီပင်ပန်းဆိုတာအလုတ်လုတ်ပြီးတော့အစာကိုအခုကျွန်တော်ပင်ပန်းလားမပင်ပန်းဘူးလားပင်ပန်းတာဗောထမင်းစားရဖို့တော့ဘာလို့ရလဲကြိုးစားတွန်းထိုးရတချို့ကထမင်းတနက်စာအတွက်ကြိုးစားတွန်းထိုးအလုပ်လုပ်နေရတယ်တချို့ကြတော့ဗာလဲ branded တွေအတွက်ကြိုးစားနေရတာနော်ကျွန်တော်တို့မကောက်ရောက်တော့အဲ့ဒီ branded ဆိုင်ရှိမှာတန်းစီနေတာဗျအဲ့ဒီဆိုင်ကအရန်ဈေးကြီးတာသူ့ရဲ့အဲ့ဒီပတ်စံအိတ်လေးတွေကျွန်တော်ပုံကြည့်တော့လဲပတ်စံအိတ်ကဘာရုံမှလည်းမပေါ့ကျွန်တော်မလိုချင်ဘူးဒါပေမဲ့သူတို့ကလိုချင်ပြီဘာလုပ်နေလဲတန်းစီနေအဲ့ဒီမှာတန်းစီတဲ့သူတွေအားလုံးကလေတာမန်လူမဟုတ်ကုမ္ပဏီတထေးတွေတကယ့်ချမ်းသာတဲ့သူတွေပဲဒေါ်လာနဲ့ဝယ်ရတာနဲတဲ့ဈေးတွေမဟုတ်သူတို့အဲ့ဒါတွေရင်ခုန်ကျွန်တော်တခုမှရင်မခုန်သွားကြည့်တာ4000ပုံကြီးတွေတစ်တာပုံကြီးတွေဘာလဲဒီစလင်းမအိတ်တွေကနော်ဒီအင်ဂျီတွေတခုမှရင်ခုန်စရာမရှိပါဘူးဒါပေမဲ့သူတို့ကတော့ဗောလေဒါကြောင့်မို့လူတိုင်းကလေပင်ပန်းခြင်းထဲမှာမလွတ်ဘူးဘသူချိန်လိုက်တာဆိုတော့ဖျားချိန်လိုက်တာစာတန်ချိန်လိုက်တာမဟုတ်နော်ဖျားချိန်လိုက်တာဖျားစကားကိုနားမထောင်လို့လူကဘာလုပ်ရလဲပင်ပန်းဆိုတာအစာစားတယ်တချို့ကဘာတော့ပင်ပန်းလဲစားဝတ်နေရအတွက်ပင်ပန်းတချို့ကဘာတော့ပင်ပန်းလဲသူများထက်ကောင်းစွာနေနိုင်မို့သူများထက်ငါတို့ကောင်းတဲ့အဝတ်စားတွေဝင်လာအဲ့ဒီအတွက်ဘာလုပ်နေရလဲပင်ပန်းနေတာတချို့ကစိုက်ကားနေကယ်ရီဆွဲသူများအထုပ်တွေသယ်ပေးရချွေးထွက်မှာဘာလုပ်ရလဲထမင်းစားရတယ်တချို့ပင်ပန်းတယ်တချို့ကြတော့ဆရာရဲတဲ့မတူပါဘူးတချို့ကြတော့အဲအကုန်ကန်းထဲမှာကွန်ပျူတာလေးနဲ့လက်တော်လေးနဲ့ AC ပဲအချိန်တန်လာစားရသူတို့ကြတော့ဘာမှချွေးထွက်လဲမပင်ပါဘူးသွားမလုံးနဲ့အဲ့ဒီချွေးမထွက်ခြင်းကဒုက္ခပေးတာချွေးမထွက်ဘူးဆိုရင်လူဘာဖြစ်ပြီလဲယောဂဝင်ပြီဘာမှသွားပင်ပန်းမလဲဆေးဥမှာသွားပင်ပန်းမယ်နော်ဆေးဥမှာသွားပြီးတော့ဒါကြောင့်မို့လူကချွေးထွက်အောင်ဘာလို့ရလဲဂျင်သွားဆော့ရပတ်စံပေးပြီးတော့ဘယ်သူမှမလိုက်ဘူးပြေးရနော်ဘယ်သူမှမတည်ခိုင်းအလေးတွေကောင်းမနော်ဘယ်သူမှစံအိတ်တွေပါမတည်ခိုင်းကိုမကိုအိတ်အလေးတွေကောင်းမချွေးထွက်အောင်ကိုမကိုပတ်စံပေးပြန်လို့ရဒါကြောင့်ပင်ပန်းခြင်းဘယ်သူလွတ်လဲဘယ်သူမှမလွတ်အဲ့ဒီပင်ပန်းခြင်းကဟိုးကဘာဦးမှာအပြစ်လုပ်လိုက်လို့အဲ့ဒီပင်ပန်းခြင်းကဒါကြောင့်မို့ကျွန်တော်တို့လေနေ့တိုင်းထမင်းစားဖို့အလုပ်လုပ်နေရတရက်လောက်ထမင်းစားပြီးရင်တစ်လလောက်စားစရာမလိုရင်ဘယ်လောက်ကောင်းဟုတ်တော့တရက်စားပြီးနောက်နေ့အေးဆေးပဲအခုကမဟုတ်စားပြီးရင်ဘာလို့လဲတက်စားဖို့ကလိုနေသေးတယ်အင်ကြီးတစ်ထည်လောက်ဝတ်ပြီးရင်တော်ပြီကွာဒီတစ်ထည်နဲ့ပဲနေလို့ရပြီမဟုတ်ဘူးဘာဖြစ်လဲကျွန်တော်ဘာလို့လဲလိုချင်သေးတာပဲတွေးလိုက်တယ်တစ်ထွက်လာနော်ဖုန်းတစ်လုံး iPhone တစ်လုံးရရင်တော့ပြီဘယ်ဟုတ်မှဟိုကထွက်တာအသစ်တွေတစ်လုံးပြီးလုံးထွက်တာအဲ့ဒါဝယ်ဖို့တော့ဘာလို့လဲလိုက်ရတာပတ်စံအဲ့ဒီတော့ကိုစူးစမ်းပြီးတော့ရုံးကန်တွန်းထိုးနေရတာနဲ့တင်လူကပင်ပန်းခြင်းနဲ့မလွတ်ပါဘူးဒါကြောင့်ချမ်းသာတဲ့သူမှလည်းသူ့ပင်ပန်းခြင်းနဲ့သူရှိသလိုဆင်းရဲတဲ့သူမှလည်းသူ့ပင်ပန်းခြင်းနဲ့သူရှိတယ်ကျွန်တော်တို့ငယ်ငယ်တော့အရင်ဆင်းရဲတယ်တနေ့လာလဲငပိရေတနေ့လာလဲငပိရေကျွန်တော်ငပိရေတော်မုန်းတာဘာလဲကွာအဲ့ငပိရေအမေကတခြားဟင်းလေးပါလေပြောင်းချက်ပါဟဲ့ချက်ဖို့ပတ်စံမရှိဘူးဟဲ့ဟုတ်သားပဲအဲ့တော့ငပိရေဆိုကြားတော့မကြားချင်းကျွန်တော်ဟိုတလောကလွန်ခဲ့တဲ့နှစ်လောက်ပါနော်ကျွန်တော်စင်ကူသွားတာအဲ့ဒီမှာလည်းရောက်လဲရောက်ကျွန်တော်လာတယ်ဆိုတော့အဲ့ကလူတွေကချစ်ကြတယ် तू ကအလူရက်နော်မနဲ့ဘသူကျွေးမယ်နေ့လည်းဘသူကျွေးမယ်ညဘသူကျွေးမယ်အဲ့လိုလာတဲ့ခါကျတော့ဘေးကျွန်တော်သွားစားတာဗောအစပထမတော့ဘယ်ပြောကောင်းမလဲနော်ဟိုရန်ကုန်မှာသာနေတာကိုယ်သိစားတာမဟုတ်ဘူးနော်အဲ့တော့သူများကျွေးတဲ့ချိန်ဆိုတော့ဗောလေကျွန်တော်တို့အင်းဦးလီလုံးရင်စီကံတတ်မှတ်ချက်ရှိတယ်ကျွန်တော်ဆရာနော်အင်းဦးလီမှာသူကဘာပြောလဲဆိုတော့သူများကျွေးရင်များများစားကိုယ်ပတ်စံနဲ့ကိုယ်စုံနည်းနည်းပဲစားနော်သူကကျွန်တော်တို့အင်းဦးလီလုံးတဲ့ခါမှာတစ်ခါလေကျရင်ကားတော့မရှိဘူးတော်တော်ခက်ခဲတာအဲ့တော့သူများရွာတွေရောက်သွားရင်များများစားလမ်းမှာအဲ့လိုဆိုင်နေပါဆိုနည်းနည်းပဲစားသူကပြောတာဒါပေမဲ့ तू ပြောတဲ့အဓိပ္ပာယ်ကကက်စီနဲခိုင်းတာမဟုတ်ကိုယ်ပတ်စံနဲ့ကိုယ်ဆိုနည်းနည်းပဲစားဆိုပြီးတော့သူများပတ်စံနဲ့ဝယ်ထားတဲ့ဟာတွေများများစားဆိုအဲ့လိုပြောတာမဟုတ်ကျွန်တော်တို့ဓမ္မအမှုတော်ဆောင်တွေကသူများအလူငွေပေးတာပေးတယ်ဆိုတာလည်းကျွန်တော်တို့ရုပ်ချောလို့ပေးတာမဟုတ်အတန်ကောင်းလို့ပေးတာလည်းမဟုတ်နော်ကျွန်တော်တို့ပေးတယ်ဆိုတာဘယ်သူမျက်နှာကြောင့်ဖယားမျက်နှာကြောင့်ဘာမှကျွန်တော်တို့ကြည့်ပြီးတော့ဘာခွန်မှမရအောင်ဖယားသခင်ရဲ့နှုတ်ကပတ်တော်ဖယားရဲ့မျက်နှာသာကြောင့်
လူတွေကအဲ့ဖះမျက်နှာကြောင့်ဆရာတို့အလူငွေပေးတာအဲ့ပေးတဲ့လူတွေထဲမှာအစင်ပြေတဲ့သူတွေပါသလိုတချို့ပဲပြုတ်ရောင်းပြီးတော့တချို့အကြော်ကြော်ပြီးတော့ပေးတဲ့သူတွေရှိတယ်ဟာသူများကမုံဆိုးမတွေကတကယ်မစားလိုက်ရက်မတော့ရက်စုထားပြီးတော့ဆရာတို့အလူငွေပါသူတို့ကတန်ဖိုးရှိလာပေးပြီးတော့ကိုကအဲ့ဒီမှာကိုယ့်ရဲ့ကာမဂုဏ်ခံစားဖို့အတွက်ကိုယ့်ရဲ့တကူစားအတွက်အများကြီးသုံးပလိုက်မယ်ဆိုရင်ဟာဒါကအတ္တဆံရကြသွားပြီဒါအလွဲသုံးစားလုပ်တယ်လို့ဖြစ်သွားတယ်ဒါကြောင့်မို့ကိုမှရတဲ့အလူငွေတွေကဖရာသခင်အတွက်ပဲကိုကပြန်သုံးရမယ်ကိုတာအတွက်ဆိုနည်းနည်းပဲသုံးသင့်တယ်ဒါကြောင့်မို့အဲ့ဒီဆရာပြည့်ညက်ချက်ချတယ်နော်သူကဘာပြောလဲဆိုတော့အေဝံဂေလိထွက်ရင်ကိုပစံတဲ့ကိုဆိုနည်းနည်းပဲစားဒါဆိုသူများပေးထားတဲ့အလူငွေတွေဒါပေမဲ့ရွာမှာရောက်လို့သူများကြွေမြများစားဘယ်ပြောကောင်းမလဲအဲ့စင်ကူမှာရောက်တော့ကျွန်တော်ကြွေးတာဟာကျွန်တော်စားတာတခါလာလဲအဲ့ဒီပါလဲအသားခင်းနေဟာပြီးတော့ဟောပေါ့စားကြာတော့လူကဘာဖြစ်လာလဲဆိုတော့အီလာဟောဗျနောက်နေ့လာခေါ်မဲ့လူတွေလန့်နေတာနော်ဟာဆရာနောက်နေ့ချိန်တိုင်းတော့လာဟောညမိုးချုပ်တဲ့ဒီစားတာမခံနိုင်တော့အဲ့ဒါမှအီလာဟောသလားဘာပြန်တတိရလဲဆိုတော့ငပိရသွားပြန်တတိရဟိုးငယ်ငယ်တော့မုန်းခဲ့တဲ့ငပိရအိမ်တိမ်မှာဟုံးဆဲလေးရောက်ငပိလေးပါလည်းမရှိဘူးလားနော်မူဟဲသားလေးပါလည်းမရှိလားငေုတ်သီးမုံလေးပါလည်းမရှိလားနော်အဲ့ဒါမှငပိရနဲ့ပြန်စားမှာပြန်တတိရတယ်ငယ်တော့ဖះကိုအပြစ်တင်ခဲ့တယ်တခါလာလဲငပိရဖះသခင်မလို့လဲအဲ့တော့မှငပိရစားရတဲ့ဒုက္ခရှိသလိုမစားရတဲ့ခါမှလည်းအေးတောင်းတတဲ့ဒုက္ခရှိပြန်ဟောဗျဒါကြောင့်မို့လူဆိုတာလေမရှိတဲ့ဒုက္ခရှိလေအသက်ရှင်ရခြင်းကဒုက္ခပဲအဲ့ဒါကျွန်တော်ပြောတာမဟုတ်ကျမ်းစာပြောတာယောဘဝတ္ထုမှာယောဘဝတ္ထုခန်းကြီး9မှာအပိုင်ငယ်9မှာနော်ကျွန်တော်နောက်လိုက်ဆိုအောင်နော်မိဘွားတို့သည်အထက်သို့ပြန်တက်သည့်ဤသူလူသည်ဒုက္ခ၌ကျင်လည်ခြင်းကမွေးဖွား၏မိဘွားတွေကအထက်သို့ပြန်တက်တယ်လို့ပဲတဲ့ခဏလေးပျောက်သွားတာလူလဲခဏလေးလောကမှာအသက်ရှင်ရတယ်နော်အသက်တရားမနေရဘူးတဲ့အမှုတရားကြုံရတယ်အသက်တရားသာနေခြင်းမနေရမယ်ဒါပေမဲ့ကျင်းသေးတာတော့အမှုတရားတော့ဘာလို့ရမလဲဟာပြဿနာတွေပဲလောကမှာကျမ်းစာလည်းပြောပြီးသားလူသည်ဒုက္ခ၌ကျင်လည်ခြင်းကမွေးဖွားတယ်အသက်ရှင်ရခြင်းကဒုက္ခနော်ဒုက္ခကိုဒုက္ခလို့မသိနော်ဒုက္ခခံမောဒါပဲရှိတယ်အဲ့ဒီဒုက္ခပင်ပန်းခြင်းကလေချမ်းသာလည်းပင်ပန်းတယ်ဆင်းရဲတဲ့သူလည်းပင်ပန်းတယ်လောကမှာအသက်ရှင်နေရတာကပင်ပန်းတာပဲဘာလို့နေ့တိုင်းစားဖို့လုပ်နေတာနေ့တိုင်းဝတ်ဖို့လုပ်နေတာဒါကြောင့်ခြေတော်စီတိုင်းဒီပင်ပန်းခြင်းကနေလွတ်ဖို့အကြောင်းမရှိဘူးလားရှိပါတယ်အဲ့ဒီအပြစ်ကြောင့်ပင်ပန်းခြင်းထဲမှာကြာဆင်းသွားတဲ့လူသားတွေကိုဖခင်ကမကြည့်ရဘူးဒါကြောင့်ဘုရားသခင်ကကျွန်တော်လူသားအလုံးကိုဖန်ဆင်းတယ်ကမ္ဘာမိုးမြေစัจ java ကိုဖန်ဆင်းတယ်လူကိုချစ်ပြီးတော့လူနဲ့အတူထာဝရအသက်ရှင်ဖို့ရည်ရွယ်ချက်နဲ့ဖန်ဆင်းတော်ညာလဲဘုရားလူကိုဖန်ဆင်းတဲ့ရည်ရွယ်ချက်ကသေဖို့မဟုတ်နော်ဘုရားလူကိုဖန်ဆင်းတဲ့ရည်ရွယ်ချက်ကဒုက္ခရောက်ဖို့မဟုတ်ဘုရားလူကိုဖန်ဆင်းတဲ့ရည်ရွယ်ချက်ကအမွေးလာနဲ့မင်းအဲ့ဒုက္ခထဲမှာနေလိုက်တော့လို့ဘုရားကအဲ့လိုဖန်ဆင်းတာမဟုတ်ဘုရားဖန်ဆင်းတာကတကယ်ကိုအေးချမ်းမှုနဲ့ဘုရားကလူကိုချစ်မယ်လူကလည်းဘုရားကိုချစ်မယ်အပြန်အလှန်ချစ်ချင်းမြတ်တာနဲ့ထာဝရကာလထိအသက်ရှင်ဖို့ဒါကြောင့်မို့ဥယျာဉ်အလယ်မှာအသက်ပင်ကိုထားတာထာဝရအသက်ရှင်ဖို့ထားတာဒါပေမဲ့လူကဘာကိုရွေးလိုက်လဲကောင်းမကောင်းကိုရွေးလိုက်တဲ့အခါမှာအပြစ်ထဲမှာကျဆင်းသွားပြီးတော့ဘာဝင်လာလဲပင်ပန်းခြင်းဆိုရဝင်လာဒုက္ခဆင်းရဲခြင်းဝင်လာဖះကြောင့်မဟုတ်ဘူးနော်အဲ့ဒါလူရဲ့ရွေးချယ်မှုကြောင့်ဖြစ်တာဒီနေ့ကဘာကြီးမှာငတ်မွတ်မှုတွေဒုက္ခဆင်းရဲခြင်းတွေစစ်ပွဲတွေတဘာဝဘေးရန်တွေဘသူကြောင့်ဖြစ်တာလဲတချို့တွေကအဲ့ဒါဖះကြောင့်မဟုတ်ဖះကြောင့်မဟုတ်လူတွေရဲ့လောဘဒေါသမောဟအတ္တမာမာနကြောင့်အဲ့ဒီအတော်မတတ်နိုင်တဲ့လောဘတွေကြောင့်ကဘာကြီးကပြဿနာကြီးတက်နေတာတယောက်နဲ့တယောက်မချစ်နိုင်ဘူးအဲ့ဒီအတွက်ကြောင့်ကဘာကြီးမှာဒုက္ခဆင်းရဲခြင်းတွေပြဿနာတွေဆိုတာဖြစ်ပေါ်နေတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီဆင်းရဲခြင်းကလွတ်မြောက်ဖို့အတွက်ဘုရားသခင်ကကောင်းကင်မှာဒီတိုင်းကြည့်မနေပါဘူးဒီလောကကြီးကိုသူကိုယ်တိုင်ဆင်းလာပြီးတော့ယေရှုဆိုတဲ့အမည်ခံတယ်သခင်ယေရှုကလူသားအားလုံးအပြစ်ကနေအဲ့ဒီဆင်းရဲခြင်းကနေလွတ်မြောက်ဖို့ရန်အတွက်အဲ့ဒီဆင်းရဲခြင်းဒုက္ခကိုဖြစ်စေတဲ့အရာသည်အပြစ်ကြောင့်ဖြစ်တယ်ကဘာဦးမှာကျူးလွန်လိုက်တဲ့အပြစ်ကြောင့်လူသားအားလုံးသည်အဲ့ဒီဆင်းရဲခြင်းထဲမှာရောက်ရှိနေတာဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီဆင်းရဲခြင်းကနေလွတ်မြောက်ဖို့ရန်အတွက် तू မကြည့်ရတော့လောကကြီးကိုဆင်းလာပြီးတော့ငါကိုယ်တိုင်ကယ်မပဲရမယ်
ဒါကြောင့်ဘုရားသခင်လောကကြီးကိုဆင်းခဲ့တာနော်ကျွန်တော်တို့အပြစ်တော်ပေါ်မှာအသေးခံလဲလက်ဝါးကတိုင်းမှာအသေးခံတယ်အဲ့ဒါခရစ်ယာန်တွေအတွက်ပဲမဟုတ်ယေရှုခရစ်တော်ဘုရားလက်ဝါးကတိုင်းမှာအသေးခံတော့ခရစ်ယာန်ဘာသာမပေါ်သေးဘူးယေရှုခရစ်တော်ဘုရားသည်ဘာသာနဲ့ဆိုင်တဲ့ဘုရားမဟုတ်လူမျိုးနဲ့ဆိုင်တဲ့ဘုရားမဟုတ်လူတိုင်းနဲ့ဆိုင်တဲ့ဘုရားဖြစ်တယ်သင်ယုံကြည်ရင်သင်ထာဝရအသက်ရမှာဖြစ်တယ်သင်အတွက်လည်းပါတယ်ဒါကြောင့်လက်ဝါးကတိုင်းမှာသင်နဲ့ကျွန်တော်ကိုယ်စားအပြစ်တွေအသေးခံပေးတယ်သင်ကြိုတဲ့3ရက်မြောက်သောနေ့မှာတည်ခြင်းကရှင်ပြန်ထားမြောက်တယ်အဲ့ဒီယေရှုခရစ်တော်ဘုရားကိုသင်ဟာယုံကြည်လက်ခံခြင်းအပြင်ပင်ပန်းခြင်းငြိမ်းမဲ့အကြောင်းရှိတယ်ဒါကြောင့်မို့ရှင်မဿဲခရစ်ဝင်ခန်းကြီး7အပိုင်းငယ်28မှာကျွန်တော်လိုက်ဆိုအောင်ဝင်လေး၍ပင်ပန်းသောသူပေါင်းတို့ငါထံသို့လာကြလော့ငါသည်ချမ်းသာပေးမည်ပင်ပန်းခြင်းဖြစ်စေတဲ့အကြောင်းရင်းကအဲ့ဒီအပြစ်ကြောင့်ဖြစ်တယ်ဒါကြောင့်အဲ့ဒီပင်ပန်းခြင်းကိုငြိမ်းကျင်လာတဲ့ဘုရားသခင်ကပြောလဲဝင်လေး၍ပင်ပန်းသောသူပေါင်းတို့ငါထံသို့လာကြလော့ငါသည်ဘာလုပ်မလဲချမ်းသာပေးမယ်အဲ့ဒီချမ်းသာဆိုတဲ့အဓိပ္ပာယ်ကငွေကြေးစည်းစိမ်တွေပေးမယ်လို့ပြောချင်တာမဟုတ် I will give you rest ငြိမ်သက်ခြင်းချမ်းသာဘာနဲ့စားရဘာနဲ့ဝေးရဘလို့အိမ်နဲ့နေရဝင်ငွေကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေဘယ်နိုင်ငံမှာနေရအခြေအနေအဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေအထဲထဲမှာအေးချမ်းနေတဲ့ငြိမ်သက်ခြင်းချမ်းသာမျိုးကိုဆိုလိုတယ်ဒါကြောင့်မို့အဲ့ဒီဖျားစီကိုသင်သွားရင်ယေရှုခရစ်တော်ဖျားကိုသင်ယုံကြည်လက်ခံလိုက်ရင်အဲ့ဒီပင်ပန်းခြင်းကနေလွတ်မြောက်တဲ့အခွင့်ရှိနေတာဖြစ်တယ်သင်ကိုယ်တိုင်ကြိုးစားလို့ဘလို့မှမလွတ်ပြောက်ဘူးနော်ဒါကြောင့်မို့ချစ်တော်စီတိုင်းသခင်ခရစ်တော်ဖျားသည်ကျွန်တော်တို့အတွက်လွတ်မြောက်အောင်လမ်းကိုပြင်ဆင်ပေးပြီးသွားပြီဖြစ်တယ်ကျွန်တော်တို့ကအပြစ်မွေးလာတဲ့ကအပြစ်နဲ့မွေးလာတဲ့ခါမှာအဲ့ဒီအပြစ်ကနေလောဘဒေါသမောဟနေလွတ်မြောက်ဖို့အတွက်ကိုယ်တိုင်မတတ်နိုင်မလုံနိုင်မတတ်နိုင်လို့ပဲဘသူကဆင်းခဲ့တာလဲယေရှုခရစ်တော်ဘုရားကလောကကြီးမှာဆင်းလာပြီးတော့ကဲတာကျွန်တော်ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းတယ်သခင်ရှုတော်လေးကောင်းငင်ကနေပြီးတော့မျက်နေမင်းဟွာလောက်လိုက်ကျမ်းစာဖတ်လိုက်မင်းဆူတောင်းလိုက်မင်းဖျောင်းသွားလိုက်အပေါ်ကနေညွှန်ကြားရင်ကျွန်တော်လွဲမှာကျင်းသေးပဲကောင်းငင်နိုင်ငံရောက်ဖို့လမ်းယေရှုကအပေါ်ကနေပဲညွှန်ကြားမယ်ဆိုရင်ဘုရားသခင်ကအပေါ်ကနေညွှန်ကြားတဲ့ဘုရားမဟုတ်တော့လူသားအားလုံးကိုချစ်လို့သူကိုယ်တိုင်ဆင်းလာပြီးတော့ကျွန်တော်တို့အတွက်ဘာလုပ်လဲကဲတင်ပြီးတော့ထာဝရအသက်လမ်းကိုသူကိုယ်တိုင်ပြင်ဆင်ပေးခဲ့တယ်ကျွန်တော်တို့ဟိုတလောကတောင်ငူမှာကျမ်းစာသွားတဲ့ကျွန်တော်ကားမောင်းပြီးတော့ညဘက်ကြီးရောက်သွားအဲ့ဒီဆရာဘောလုံးကွင်းတောင်းမှာလာဆောင်မယ်တဲ့ဟောလာဆောင်မယ်ဆိုကျွန်တော်လည်းသွားတော့သူနဲ့ကျွန်တော်လည်းလွယ်ရောမတွေ့ဘူးသူဆောင်တဲ့တနေ့ तू ကတောင်ဘက်ကျွန်တော်တောင်နဲ့မြောက်ကျွန်တော်လည်းမခွဲတတ်ဘူးနော်တောင်ဘက်မှာစောက်ဝင်မြောက်တောင်နဲ့မြောက်နဲ့ဘယ်လိုလုပ်ခွဲတတ်အဲ့ဒါမန္တလေးသွားအိမ်ပြဿနာတောင်ဘက်ကိုသွားလိုက်ဟာတောင်ဘက်ဆိုဘယ်ဘက်လဲဘယ်နဲ့ညာဆိုနည်းနည်းနားလဲတယ်တောင်နဲ့မြောက်နားမလဲတော့အဲ့ဒါနော်အဲ့တော့ तू ကတောင်ဘက်မှာစောက်မယ် तू ကတောင်ဘက်ဆိုကိုကမြောက်ဘက်ရောက်သွားဟာအမလွဲတော့ဆရာတို့ညာဘက်ကွေးလိုက်ညာဘက်ကွေးလိုက်ပြောဟာညာဘက်ကွေးလိုက်ပြီးတော့အမှန်တကယ် तू ကလာခေါ်လိုက်ရင်လွယ်လीတွေ့လိုက်ပြီးဟို तू ကလမ်းညွန်တော့ကျွန်တော်ညာဘက်ကွေးလိုက်ဘယ်ဘက်ကွေးနောက်ဆုံးဖုံးချောင်းချီရောက်သွားကျွန်တော်ဖုံးချောင်းချီရောက်ပြီးဟာဘယ်ဖုံးချောင်းလဲဟာပြီးတော့အဲ့ဖုံးချောင်းဘေးထဲဝင်သွားလဲဘေးထဲနဲ့ဝင်သွားဟိုတော်တဲ့ရောက်သွားတော်နဲ့မရောက်တော့နောက်တော့ဘာလို့ဆရာဟာလို့ကျွန်တော်တို့အဲ့ကနေလမ်းမညွန်နေကျွန်တော်ဒီတိုင်းပဲရက်နေမယ်လို့ဆရာလာခဲ့လိုက်ပါနော် तू လာခေါ်တယ်ကျွန်တော်တို့ကောင်းအောင်တွေးတော့မှသူ့ဆိုင်ကနောက်လိုက်ပါအသားလေးအိမ်ရောက်သွားဘာမှမခက်ဘူးဟာလမ်းညွန်တော့ဘလို့မှမရောက်ကျွန်တော်တောင်ကူမှာသွားတော့လမ်းပြောက်တာပဲဆိုးလာပြီထင်တာမလေးရှားနိုင်ငံရောက်မှလမ်းပြောက်တာနော်ကျွန်တော်မနေ့တနေ့ဆရာနဲ့ဟောမအဲ့ဒီညီမနှစ်ယောက်ကဟာစေတနာစိတ်ထက်သန်ပြီးတော့အရန်ကျွေးချင်တာဆရာဟိုတဲ့ပြောထားတာကြာပြီတဲ့ဟိုမှာတဲ့အဲ့ဒါတဲ့ Google Map ကနေပို့လိုက်ဒိန်းဆိုကျွန်တော်သွားတယ်သူတို့လည်းအဲ့နေရာပဲရောက်တယ်တဲ့ကျွန်တော်လည်းအဲ့နေရာပဲရောက်တယ်လို့ဒါမှမတွေ့ဘူးတယောက်ဘယ်ဟုတ်မှသူတို့ရောက်တော့ဟိုဘက်လမ်းကျွန်တော်ရောက်တော့ဒီဘက်လမ်း Google Map နဲ့ကြည့်တော့အတူတူဖြစ်နေနော်အဲ့တော့ဟိုကပြောဒီမှာလည်းဒီဘက်ကိုထွက်လာခဲ့လိုက်မီးပွိုင်းကြရင်နဲ့ညာဘက်ကွေးတယ်မီးပွိုင်းကြရင်ဆိုမီးပွိုင်းတွေအများကြီးဘယ်မီးပွိုင်းကွေးလို့ကွေးရမှလဲမသိဘူးနော်မဟုတ်တဲ့ဆရာတို့တွေ့နေရပြီဒါပြောတော့ကျွန်တော်တို့ကအိမ်သားကနေမထွက်ရသေးဘူး तू ဘာတွေ့လဲမသိဘူးဟာပြဿနာအဲ့တော့ तू ကဘာလို့ဆိုတော့ तू ရှိတဲ့နေရာတွေကိုဓာတ်ပုံရိုက်ပြီးတော့ Viber နဲ့ပို့ပေးလိုက်နော်ဆရာကိုပို့ပေးလိုက် तू လဲ तू ရှိတဲ့နေရာမပြောတတ်ဘူးနော်ကျွန်တော်တို့လည်း तू ရှိတဲ့နေရာမသွားတတ်ဘူးအဲ့တော့ကျွန်တော်တို့ရှိတဲ့နေရာကိုလည်းပြောဆိုတော့ကျွန်တော်ရှိတဲ့နေရာမပြောတတ်ဘူးအဲ့ဒါမလေးရှားမှာတိုင်ပတ်တာပဲနော်အဲ့ဒါနဲ့ဟိုဘက်ကပြောပြီးတော့ဒီကားစီရတယ်ဒီလောက်တော့မသိရဘူးလားတဲ့နော်ဒီကားစီကဒီလောက်မလေးရှားမှာကားမောင်းနေမသိရတူတူပြော
ကချင်လိုနားလေတယ်နော်ခုနဆရာနော်ကားမောင်းပေးတာနော်ဟိုဓမ္မဆရာမသိဘူးဒီကားဆရာတဲ့ဒီလောက်လေးမလေးရှားမှာနေလာပြီးတော့နော်ဒါလေးတော့မသိရကောင်းလားဆိုနော်ဟိုလည်းမို့တိုးပြောအဲ့ဆရာကချင်လိုနားလေတယ်နော်မျက်နှာတွေပူတယ်ဟိုရောက်တော့မှဆရာတဲ့တောင်းပန်ပါတယ်တဲ့ sorry ပါဆရာမသိဘူးကားဆရာထင်လို့တဲ့နော်အော်ကားဓမ္မဆရာလည်းအဟောက်ခံရတာပဲနော်ဟိုမှာသွားတော့လမ်းပိတ်နေတွေ့နေရပြီတဲ့ဆရာတို့ကားဟုတ်တယ်အဖြူမလားဟုတ်တယ်အဖြူနော်ဒါပေမဲ့ကျွန်တော်ကအဲ့ကနေမယူရသေးဘူးလမ်းပိတ်နေတာ तू ကတွေ့တယ်သူများကားတွေရှောက်ပြီးလက်ပြနေနော် तू လည်းတွေ့ကြရလက်ပြဆရာကလည်းငါလက်ကိုအပြင်ထုတ်ထားမယ်တဲ့ကြည့်လိုက်တဲ့ငါလက်မှာတဲ့နိုင်ရွှေရောင်ပတ်အမေသူရွှေရောင်နိုင်ကကြွားလိုက်တယ် तू ကရွှေရောင်နိုင်ထုတ်မကလို့ဘာထုတ်မက तू ကဒီနားမရှိတယ်ဟို तू ကဟိုးဘက်မှာဘလို့မှမတွေ့ရအောင်နော်အားဒါဟာကျွန်တော်တို့တနိုင်လောက်ကြတယ်အဲ့ဒါထမင်းသွားစားနော်အဲ့ဒီမှာနေနော်တကယ်တော့နီးနီးလေးအော်ကျွန်တော်သဘောပေါက်သွားတခင်ရှုတာကောင်းငင်ကနေဘယ်ကိုလိုက်မီးပွိုင်းတွေးလာဘာလှုပ်လိုက်တော့သွားပြီကျွန်တော်တို့ကောင်းငင်နိုင်ငံရောက်မှာမဟုတ်တော့တခင်ရှုကလေလမ်းမညွန်ကိုယ်တိုင်ဘာလုပ်လိုက်လဲဆင်းကဲလိုက်တယ်ဘာလို့လဲချစ်လို့ဖြစ်တယ်တင်းနေကျွန်တော်ကိုချစ်လို့ဘယ်သူဒီမှာခမ်းမမှာရှိတဲ့သူတွေရောအွန်လိုင်းမှာကြည့်နေတဲ့သူတွေရောဖယားသခင်ကဘယ်လူတူတယောက်ကိုမှငရဲမကြစေချင်စာတန်ကတော့တခင်ရှုကိုမယုံမဲ့လူတိုင်းငရဲချ तू ကပြောတာဗော तू လည်းပဲသွားအောင်ပါလေအဲ့ကိုသွားအောင်ပါဒါကြောင့်မို့ तू ကလူတွေကိုလှည့်ပြားတာယေရှုကိုမယုံရင်ပြီးရောကြိုက်တာယုံလို့ရတယ်ချမ်းသာခြင်းလည်းရတယ်အောင်မြင်ခြင်းလည်းရတယ်ယေရှုကိုမယုံရင်ပြီးရောချစ်တော်စီတိုင်းကျွန်တော်ချမ်းသာလဲအနှစ်တရာထပ်မပို့ပါဘူးအောင်မြင်လဲအနှစ်တရာထပ်မပို့ပါဘူးအဲ့ဒါအရေးမကြီးဘူးချမ်းသာခြင်းဆင်းရဲခြင်းအောင်မြင်ခြင်းမအောင်မြင်ခြင်းတွေထက်အရေးကြီးတာကယေရှုခရစ်တော်ဘုရားကိုသင်ရဖို့ရည်ကြီးတယ်အဲ့ဒီယေရှုကိုရမှချမ်းသာခြင်းရဲ့ပင်ပန်းခြင်းဆင်းရဲခြင်းရဲ့ပင်ပန်းခြင်းလူရယ်လို့ဖြစ်ရတဲ့ခါမှာဒုက္ခဆင်းရဲခြင်းကနေလွတ်မြောက်ဖို့ရန်အတွက်တလန်းပဲရှိတယ်ဒါကြောင့်မို့ယေရှုကဝင်လေပင်ပန်းသောသူပေါင်းတို့ငါထံသို့လာပါငါချမ်းသာပေးမယ်ကျွန်တော်တို့ကကိုယ့်ရဲ့အပြစ်ကိုလွတ်အောင်လုံးဝလုပ်လို့မရအောင်ဘာကြောင့်လဲဆိုတော့မွေးကလေးကအပြစ်ပါလာလို့ဖြစ်တယ်ဒါကြောင့်မို့ကျမ်းစာတစ်ချက်ကပြောပါတယ်ယောမဩရစာအခန်းကြီး3ယောမဩရစာအခန်းကြီး3အပိုင်ငယ်30မှာကျမ်းစာလာသည်ကားဖြောင့်မတ်တော်သူမရှိတယောက်တောင်မရှိဘူးတဲ့နော်ဖြောင့်မတ်တော်သူမရှိပြောတော့ဘယ်သူမှမကောင်းဘူးလို့ပြောချင်တာဒီကလူတွေအားလုံးကောင်းလားကိုသိတာနော်ကျွန်တော်ကောင်းလားဟာမကောင်းအဲ့ဒါနည်းနည်းတော်သေးတယ်ဒီကလူတွေအကျင့်ကောင်းလားဟောအကျင့်မကောင်းတော့ကျွန်တော်အကျင့်ကောင်းလားဟာအေးနော်အကျင့်မကောင်းတဲ့သူကတရားဟောဟုတ်တယ်တကယ်တမ်းကျွန်တော်တို့အပြစ်တရားရဆိုရင်ဟုတ်တယ်ဘယ်သူမှမကောင်းလူတိုင်းကဟန်ဆောင်နေတာပဲဘယ်သူမှမကောင်းဒါကြောင့်မို့တခါကားတဲ့သင်းဦးဆရာတပါးကိုလူငယ်လေးတယောက်ကဆရာတဲ့ကျွန်တော်အပြစ်တွေနောင်တရပါပြီတဲ့ကျွန်တော်ကောင်းကင်နိုင်ငံသွားကျင်တယ်တဲ့ကျွန်တော်လုပ်ခဲ့တဲ့အပြစ်တွေအများကြီးပဲတဲ့ကုသိုလ်တပည့်ငရဲတပိတ်တာကုသိုလ်ကောင်းမှုတပည့်တောင်မလုပ်နိုင်ဘူးငရဲကဟိုမှာတပိတ်တာလောက်လိုက်လာတာဒါကြောင့်မို့ကျွန်တော်ကောင်းကင်နိုင်ငံရောက်ဖို့သိရင်ငရဲမကြချင်ဘူးကျွန်တော်ဘာလုပ်ရမလဲဆရာတဲ့ကျွန်တော်လုပ်ပါမယ်အဲ့သင်းဦးဆရာဘာပြောလို့ဆိုညီလေးတဲ့မင်းအရင်နောက်ကျသွားပြီဟာသူစိတ်မကောင်းစိတ်ထိခိုက်သွားဆရာရဲ့ကျွန်တော်အခွင့်အရေးလေးတစ်ချိန်တော့ပေးပါဆရာဖះเจ้าမှာကျွန်တော်တပြက်စီလဲရမလားဒါမှမဟုတ်ကျွန်တော်ကျမ်းစာမှန်မှန်ဖတ်ရမလားဒါမှမဟုတ်ကျွန်တော်အလှငွေထည့်ရမလားအလှဒါနလုပ်ရမလားကျွန်တော်လုပ်ပါမယ်တဲ့ဆရာကျွန်တော်ပြောပါတဲ့ကောင်းကင်နိုင်ငံရောက်ဖို့ကျွန်တော်ဘာလုပ်ရမလဲညီလေးမင်းဘာမှလုပ်လို့မရတော့ဘူးအားလုံးနောက်ကျသွားပြီဟာသူမျက်ရည်ဝဲလာကျွန်တော်အခုနောင်တရနေပါပြီတဲ့ကျွန်တော်ကောင်းကင်နိုင်ငံရောက်ဖို့ကျွန်တော်ဆရာဘာပဲခိုင်းကျွန်တော်လုပ်ပါမယ်တဲ့ကျွန်တော်အခွင့်အရေးလေးပေးပါမဟုတ်ဘူးညီလေးမင်းဘာမှလုပ်လို့မရတော့ဘူးဆိုတာမင်းတို့ယေရှုခရစ်တော်ဘုရားအားလုံးလုပ်ပေးပြီးသွားပြီမင်းလုပ်เสียမကြံတော့ဒါကြောင့်မို့ကျွန်တော်တို့မလုပ်နိုင်တာကိုသိလို့ဘုရားကကောင်းကင်ကဆင်းလာပြီးတော့ကျွန်တော်တို့အပြစ်တော်ပေါ်မှာအသေးခံပေးလေရရဆက်ဆက်လက်ဝါးကတိုင်းမှာရိုက်နှက်ပြီးတော့အသေးခံပေးတယ်အဲ့ဒါသင်နေကျွန်တော်အတွက်ဖြစ်တယ်ဒါကြောင့်အဲ့လက်ဝါးကတိုင်းမှာအသေးခံတဲ့အခါမှာယေရှုကပြောတယ် it is finish အမှုသင်တို့အားလုံးဘုရားလုပ်ပေးပြီးသွားပြီအဲ့ဒါကိုသိတဲ့သူကလေဘာနဲ့စားရမလဲမစိုးရင်ဘာနဲ့ဝတ်ရမလဲမစိုးရင်မ
မနေ့ပြန်ဘလို့အသက်ရှင်ရမလဲမစိုးရင်မလေးရှားမှာပဲဆက်နေရမလားတခြားနိုင်ငံသွားမလားဘလို့လုပ်ရမလဲမစိုးရင်ဘုရားသခင်ကပြောလဲအမှုအားလုံးကျွန်တော်တို့အတွက်ယေရှုခရစ်တော်ဘုရားလှုပ်ပေးယခုဘဝအတွက်လည်းလှုပ်ပေးပြီးသွားပြီနောင်တမလွန်အတွက်လည်းယေရှုကလှုပ်ပေးပြီးသွားပြီအဲ့ဒီပုံမှာစိတ်ချတတ်တဲ့သူကဒီလောကထဲမှာအောင်မြင်မှုချမ်းသာမှုကြီးပွားဖို့အဲ့အတွက်အသက်မရှင်တော့ကိုယ့်အတွက်အားလုံးဘုရားလှုပ်ပေးပြီးတော့သိတဲ့လူကကိုယ့်အတွက်အသက်မရှင်တော့သခင်ယေရှုအတွက်ပဲအသက်ရှင်တော့တယ်လူတွေအတွက်ပဲအသက်ရှင်တော့တယ်ငါဘယ်သူတွေကိုကူညီရမလဲဘယ်သူတွေအတွက်ငါအသက်ဘယ်သူတွေကိုငါမဆရမယ်ဘယ်သူတွေကိုငါပေးကမ်းရမယ်အဲ့အတွက်ပဲအသက်ရှင်တော့တယ်ဒါကြောင့်ချစ်တော်စီတိုင်းကျွန်တော်တို့ဘဝအသက်တာထဲမှာကျမ်းစာကပြောတယ်နော်ဖြောက်မှတ်တော်သူမရှိတရားများမရှိနော်ကျွန်တော်တို့ဘဝအသက်တာထဲမှာဘယ်သူမှမကောင်းပါဘူးကျွန်တော်တို့ရဲ့ကောင်းမှုကုသိုလ်ကြောင့်ကောင်းတဲ့နေရာကိုဘယ်လို့မှမရောက်နိုင်လူဟာမွေးကလေးကအထဲထဲမှာလောဘဒေါသမောဟဆိုတာရှိတယ်အဲ့ဒီလောဘဒေါသမောဟများလေလေဒုက္ခများလေလေပဲလောဘကြီးလေလေပိုင်ဆိုင်လိုမှုတွေများလေလေအဲ့ဒီလူဟာပူလောင်ရလေလေပဲအဲ့ဒီလောဘဒေါသမောဟကိုထိန်းထားနိုင်တဲ့သူဟာဒီလောကမှာတော့သူတော်ကောင်းပဲဒါပေမဲ့ထိန်းထားနိုင်ပြီးတော့အဲ့ဒီလောဘဒေါသမောဟကိုကင်းစင်အောင်မလုပ်နိုင်တော့ဘယ်သွားရမလဲအပင်ငယ်ကိုသွားအောင်ဒါဆိုဘယ်သူကင်းစင်အောင်လုပ်နိုင်လဲဘယ်သူမှကင်းစင်အောင်မလုပ်နိုင်ပါဘူးကျွန်တော်လူသားအားလုံးဟာနော်ဒါကြောင့်မို့လူဟာလေကောင်းတာကိုသင်ပေးရတယ်မကောင်းတာကိုသင်ပေးစရာမလို့အလိုလျောက်တတ်ကျွန်တော်မိတ်ဆွေတယောက်ရှိတယ်သူအိမ်အောင်ကြတော့ခရိယန်အိမ်အောင်တင်တတ်တော့ဒါခရိယန်အိမ်အောင်ဆိုတာစံပြဖြစ်ရမယ်ငါတို့မိသားစုကသူများကြည့်လိုက်တာနဲ့ဟာဆရာတို့ဇနီးမောင်နှံဆရာတို့မိသားစုကအမြဲတမ်းပြုံးပျော်နေတယ်နော်အမြဲတမ်းချစ်ချင်းမြတ်တာနဲ့နော်တယောက်နဲ့တယောက်ဟာသူများတွေအတူယူလေးစားပွဲစံပြအိမ်အောင်ဖြစ်ရဒါကြောင့်မို့မိမအလုပ်ကိုလည်းသူကကူညီပေးမယ်လို့ဆုံးဖြတ်ချက်ချပြီးတော့တနေ့မှာသူ့အမျိုးသမီးဈေးသွားတော့သူကဈေးချင်းအောင်တည်ပြီးတော့လိုက်လာစံပြအိမ်အောင်သူများကြည့်တော့ဟာကြည်စမ်းအမျိုးသမီးဈေးသွားတာဘာလို့လဲရှင်အောင်တည်ပေးတယ်ခရိယန်အိမ်အောင်ကိုပထမအဦးဆုံးအဲ့ဒီသင်ခန်းစာကိုစကျင့်သုံးတဲ့နေ့ပေါ့ဈေးလိုက်ပြီးတော့ဈေးချင်းအောင်ဆွဲပေးတယ်အားလုံးဆင်ပြေတယ်ဒါပေမဲ့တနေရာရောက်မှာရှောက်ရွက်တယ်သွားတွေ့ရှောက်ရွက်တယ်ကဘာပြောတော့3စီးကို200ပဲဟာတန်လိုက်လားရှောက်ရွက်နော်အဲ့တော့သူကအဲ့ဒီရှောက်ရွက်ကိုဝယ်လာပြီးတော့သူ့မျိုးသမီးကလည်းတနေရာမှာဈေးဝင်တော့2ယောက်ပြန်တွေ့တော့ဘာသွားဝယ်လာလဲတဲ့သူမိမမေးတယ်မဟုတ်တဲ့ဟိုရှောက်ရွက်တဲ့အရန်တန်တာပဲဒီမှာကြည်စမ်းတဲ့3စီးကိုမှ200ပဲပေးရတယ်သူမိမဒေါသထွက်ဘာလို့အဲ့ဒီရှောက်ရွက်ဝယ်ရတာဟာမဟုတ်ဘူးလေတန်တယ်လေးတဲ့3စီး200တဲ့ဘာလို့စိတ်ဆိုးရလဲငါတို့အိမ်ရဲ့အရှိမရှောက်ပင်တပင်လုံးရှိတယ်နေမတွေ့ဘူးလားတဲ့နော်ဘာလို့အဲ့ဒီရှောက်ရွက်ကိုသွားဝယ်အဲ့တော့ပြန်စင်းတာဟုတ်သားပဲအိမ်ရှိမရှောက်ပင်တပင်လုံးရှိနေတာကိုဘာလို့ရှောက်ရွက်သွားဝယ်သွားပြန်ပေးတဲ့200ပြန်တောင်းလာခဲ့ဟဲတဲ့ဘလို့သွားပြန်ပေးလို့ကောင်းမလဲတဲ့အဲ့ဒါဈေးထဲမှာထရံပြစ်ကြအောင်ဟိုမှာဈေးတွေအကုန်ဝိုင်းကြည့်နော်စံပြအိမ်အောင်ဖြစ်ဖို့ကြိုးစားရင်းနဲ့ပဲရှောက်ရွက်ကြောင်းနော်ပြဿနာစတတ်ပါလေရောဒါမှမဟုတ်လူကကြိုးစားလို့မရဘူးဆိုတော့ပြောပြတာအဲ့ဒီကျွန်တော်မိတ်ဆွေဆရာပဲနော်သူ့အကြောင်းကကျွန်တော်ခင်မင်နေတော့နော်အမြဲတမ်းသူ့အကြောင်းကြားကျွန်တော်ဒီမှာဘုရားရှိခိုးတော့နော်ဖဏစီးခွင့်ရတယ်ကျေးဇူးတော်ပဲကျွန်တော်တို့တချို့မြန်မာနိုင်ငံမှာတချို့အသင်းတော်တွေရှိတယ်တော့အပေါ်တက်မှာဘုရားရှိခိုးတော့အောက်ထပ်မှာဖဏချို့ရတယ်ပြဿနာကဘာလဲဆိုတော့ဘုရားရှိခိုးပြီးသွားရင်ကိုယ်ဖဏကပြန်မတွေ့တော့အဲ့ဒါဒုက္ခရောက်ဘုရားရှိခိုးလာရင်လည်းပြန်လဲပြန်အောင်ဒေါသနဲ့ပြန်အဲ့ဒါလာတာကုသိုလ်ကောင်းမှုနော်ဒါပေမဲ့ပြန်တော့အကုသိုလ်နဲ့ပြန်အောင်တချို့လူတွေကလည်းရှိတယ်လာတော့ဖဏကဟိုကျမ်းမာရေးဖဏလေးနဲ့လာတာပြန်လဲပြန်အောင်သူက walking shoe နဲ့ပြန်သွားတာအဲ့ကွက်တွေရှိတယ်နော်တချို့လာတာခမောင်းနဲ့လာတာခမောင်းနဲ့လာပြန်လဲပြန်အောင်ခောက်ထီးဆောင်သူပြန်သွားတာအဲ့တော့ဘုရားရှိခိုးအပေါ်ထဲမှာအောက်မှာဖဏချွတ်တော့ဒုက္ခရောက်ပြီလေအဲ့တော့အဲ့ဒီစီကအဲ့ဒီဘုရားကျောင်းမှာသွားတိုင်း तू ကဂတိပါလေးစီးသွားတယ်ပြန်လာရင် तू ဖဏမရှိတော့လဲသွားတဲ့ဖဏအကျန်းလေးပဲ तू ဘာလုပ်လဲပြန်စီးလာတစ်ခေါက်တော့ तू သီးခံတယ်နောက်တစ်ခေါက်လာလဲအဲ့ဒီတိုင်းပဲ3ခေါက်လဲကြောက် तू သီးမခံနိုင်တော့အဲ့တော့ဘာလုပ်တယ်မှတ်လဲ तू ဘုရားကျောင်းအောက်မှာဖဏချုပ်ပြီးတော့အဲ့ဖဏကို तू ခါကြတဲ့ထိုးပြီးတော့စင်မော်တက်လာပလင်မော်တက်လာဟာဆရာဘာလုပ်တာဖဏကြီးနဲ့မဟုတ်ဘူးတဲ့အဲ့ဖဏမထိုးလို့မရတော့ငါ3ခါရှိပြီတဲ့ပျောက်တာတဲ့
တရားဟောတဲ့နေရာစင်နာမှာအိပ်ဖက်နဲ့လေးချတာဘာလို့လဲတဲ့မဟုတ်အိပ်ဖက်နဲ့လေးတွေးမှတရားဟောတာစိတ်ဖြောင်းနေနေမဆိုစိတ်ကအိပ်ဖက်နဲ့ပဲရောက်နေတာအော်ငါပြန်တော့ငါဖက်နဲ့ရှိပါမလားဘသူများလဲနော်တခါလေတော့ဖရားသာရှ िख ိုးနေရတာစိတ်ကတနေရာဘာလို့နေရလဲလူတွေလည်းတခါလေနော်ကုသိုလ်ကောင်းမှုသာလှုပ်တာဖရားသာရှ िख ိုးနေရတာဒါပေမဲ့အကုသိုလ်ကများနေတာဖရားရှ िख ိုးနေလောဘတွေကြီးလာတယ်ဘုရားသခင်အိမ်ပေးပါကားပေးပါတိုက်ဘာလောဘတွေကလည်းစုတောင်းနေတဲ့လောဘတွေကကြီးလာတယ်ဒါမှကျွန်တော်တို့ဘဝအသက်တာထဲမှာကောင်းတာလုပ်တာပဲဒါပေမဲ့လုပ်လို့မရဘူးဗျမရဘူးဒါမြန်မာစကားတော်မှန်တယ်ကုသိုလ်တပဲငရဲတပိတ်တာနော်အဲ့တော့ဘလို့မှလုပ်လို့မရကျွန်တော်တို့လုပ်လို့မရမှသိလို့ယေရှုခရစ်တော်ဘုရားကကောင်းကင်ကနေဆင်းလာပြီးတော့ကျွန်တော်တို့အပြစ်တော်ကိုစားလက်ဝါးကတိုင်းမှာအသေးခံပေးတယ်ဘလောက်ကောင်းတဲ့ဘုရားလဲအဲ့ဒီဘုရားကခရိယန်ရဲ့ဘုရားပဲမဟုတ်ကချင်ရဲ့ဘုရားပဲမဟုတ်ကရင်ရဲ့ဘုရားပဲမဟုတ်လူမျိုးမခွဲဘူးဘာသာမခွဲဘူးအစစ်တမ်းမခွဲဘူးလူတိုင်းကိုကယ်တဲ့ဘုရားဖြစ်တယ်သင်ကသင်အထဲထဲမှာရှိတဲ့လောဘဒေါသမောဟကိုကင်းစင်အောင်လုပ်နိုင်ရင်လုပ်မလုပ်နိုင်လို့ကတော့အဲ့ဒီလောဘဒေါသမောဟကြောင့်သိရင်အပင်ငယ်ကိုသွားမှာဖြစ်တယ်သင်ကခရိယန်မိဘနှစ်ပါးပဲမွေးတချို့ကရှိတယ်ငါတို့ကကောင်းကင်နိုင်ငံရောက်မှာဘာဖြစ်လို့လဲငါအဖေမေကခရိယန်ငါလည်းခရိယန်ငါတို့ဘိုးဘေးတွေအားလုံးဘာလို့လဲခရိယန်မိဘနှစ်ပါးမွေးလေကောင်းကင်နိုင်ငံရောက်မယ်လို့ကျမ်းစာထဲမှာမပေါ့တချို့ကပြောသေးတယ်ငါဖေကသင်ဥစ္စာငါတို့ကခရိယန်မိသားစုကမွေးတာတော့မှခရိယန်ဆေးရုံမှာမွေးတာအဲ့ဒီဆေးရုံမှာမွေးပေးတဲ့လက်သက်ရလဲခရိယန်နော်လာကြည့်ပေးတဲ့နတ်စမလည်းခရိယန်ဘလို့ပဲခရိယန်ဖြစ်ဖြစ်နော်တခင်ရှုကိုမှမိမိကယ်တယ်မှရှင်မယုံရင်ကောင်းကင်နိုင်ငံမရောက်ဘူးဒါကြောင့်မို့ချစ်တော်စီတိုင်းသခင်ခရစ်တော်ဖခင်သင်အပြစ်တို့လက်ဝါးကတိုင်းမှာအသေးခံတယ်ဆိုတာကိုသင်ကိုယ်တိုင်ကိုယ်ကြယုံကြည်ဖို့အရေးကြီးတယ်အဲ့ဒီယေရှုခရစ်တော်ဖခင်ကသင်ကြိုပြီးတော့3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ပြီးသေခြင်းကိုအောင်တဲ့ဖခင်ဆိုတာကိုသင်ယုံကြည်ဖို့အရေးကြီးတယ်အဲ့ဒါလေးယုံလိုက်တာနဲ့သင်အပင်ငယ်သွားစရာမလိုတော့ထာဝရဒုက္ခချမ်းသာကိုဝင်စားရမှာဖြစ်တယ်လောကခဏတာအသက်ရှင်တဲ့ခါမှာလေငြိမ်သက်အေးချမ်းမှုကိုခံစားခြင်းအဲ့ဒီအထဲထဲမှာရှိတဲ့ယေရှုကိုအမိပြုလိုက်ပါကိုအာမကိုနဲ့ငါဆိုတဲ့သဘောနဲ့အသက်မရှင်နဲ့ငါကြီးပွားခြင်းနဲ့ငါစားခြင်းနဲ့ငါဆိုတဲ့သဘောနဲ့အသက်မရှင်နဲ့အဲ့ဒီခရစ်တော်ကိုအမိပြုတိုင်းလေငြိမ်သက်အေးချမ်းမှုနဲ့သင်ဟာအသက်ရှင်ရမှာဖြစ်တယ်ကျွန်တော်9မိနစ်စာဒေသနာတွေ online မှာကျွန်တော်ဝေငှတယ်ကျွန်တော်အိမ်ဆောက်တော့ဒီဘက်မှာအိမ်ငှားနေတော့ကျွန်တော်9မိနစ်စာဒေသနာကျွန်တော်သူများတွေလို့လက်တော်တွေလည်းပါလေတိတ်မသုံးတော့ကျွန်တော်ဘာလို့ဆိုဘူးတွေဆင့်ထားတယ်အဲ့ဒီဘူးပေါ်ကျွန်တော်ဖုန်းလေးကိုတင်လိုက်တယ်ဒီဖုန်းတော့မှစပီကာလေးရှိတယ်အဲ့ဒီနောက်ကနေကျွန်တော်ကတ်ပြီးတော့အတန်သွင်းတယ်ပြီးသွားပြီကျွန်တော်တော့ကဘာမိုက်မှလည်းမလို့ဘာလက်တော့မှလည်းမလို့ဖုန်းတစ်လုံးရှိတာနဲ့ကျွန်တော်အတန်သွင်းလို့ရဒါပေမဲ့ပြဿနာကဘာလဲဆိုတော့မနက်ပိုင်းမှာသွင်းလို့မရမနက်ပိုင်းမှာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်နှုတ်ကပတ်တော်အပြင်ခွန်အားယူဖို့ရဒါပဲရှိသေးတယ်ပဲပြုံးသွားတာအဲ့ဒီပဲပြုံးဆိုတာနဲ့ပြက်ကောသူ့တန်ကိုယ်တန်ထပ်ဖို့ဝင်တယ်ဒီထဲကိုနော်အတန်ဆူတော်ဒီမှာဝင်တာဟာအဲ့ဒါပြန်ဖြက်နောက်ပြန်စဘုရားသခင်ခြေစတော်ချီးမွမ်းပါတယ်နှုတ်ကပတ်တော်အပြင်ခွန်အားယူဖို့ရှင်မသက်ခရစ်ဝင်ဒါပဲရှိသေးတယ်ဟိုမှာလာဩဒန်နေဝဲတယ်ကြီးတယ်ဝဲတယ်နော်အဲ့ဒီအသေးတွေတခုခုပြကျွန်တော်ဘလို့မှအတန်သွင်းလို့မရအဲ့တော့သူများအိတ်တဲ့အချိန်ညဘက်ကြမှာအတန်သွင်းဖို့ကြိုးစားကျွန်တော်ညဘက်အတန်သွင်းဖို့အဲ့ဒီငားတဲ့အိမ်လေးမှာသွင်းဖို့လုပ်တဲ့အချိန်မှာဘေးနာမိသားစုကဖျားထားရှိခိုးပါလေရောအကျဉ်းကြီးပဲဟာသူဘုရားသားရှိခိုးတော့ကျွန်တော်သွင်းလို့အဲ့ဆိုကျွန်တော်ငြိမ်နေလိုက်တယ်သူဘုရားရှိခိုးကိုကဒါစီကံလိုက်နာမယ်သူများသူ့ဘာသာဝင်သူယိုသေးပြီးတော့ဘုရားရှိခိုးတော့ကဲရှိခိုးပါစေသူရှိခိုး8နိုင်လောက်ပြီးတော့သူပြီးကျွန်တော်လဲပဲနော်ကျွန်တော်တန်သွင်းရောဒါပေမဲ့အဲ့ဒီမိသားစုကနားလည်မှုရှိတယ်ဗျသူဘုရားရှိခိုးတဲ့ချိန်မှာကျွန်တော်ဘာမှအတန်မထောက်ကျွန်တော်အတန်သွင်းတဲ့ချိန်မှာလည်း तू ကတိုက်ငြိမ်နေအဲ့လိုနဲ့ကျွန်တော်ပြီးတော့ဒီအိမ်ပြီးတော့ကျွန်တော်အိမ်ဘက်ကိုကျွန်တော်ပြန်ပြောင်းလာတဲ့ခါမှာတနေ့ကျသူ့သားရောက်လာဆရာမျက်နှာရှိတာရှိတယ်ညီလေးလားဘာဖြစ်လို့လဲဆရာတဲ့ကျွန်တော်ခရစ်ယာန်ဘာသာထဲဝင်ကျင်လို့တဲ့ဟာမခရစ်ယာန်ဘာသာထဲဝင်ကျင်အောင်မင်းယေရှုအကြောင်းကိုကြားဘူးလို့လားဟာကြားဘူးတဲ့ယေရှုဘာသူလဲမင်းသိလားဟာသိတာပေါ့သခင်ရှုခရစ်တော်ဘုရားကလူသားအားလုံးကယ်တဲ့ဘုရားဘာသာမခွဲဘူးလူမျိုးမခွဲဘူးအဆင့်တန်းမခွဲဘူးအဲ့ဒီယေရှုခရစ်တော်ဘုရားလူသားအားလုံးတို့လက်ဝါးကတိုင်းမှာအသေးခံတယ်3ရက်မြောက်သောနေ့မှာသေခြင်းကရှင်ပြန်ထမြောက်တယ်ယေရှုကိုယုံရင်အပင်ငယ်သွားစရာ तू ကကျွန်တော်ထိုင်တရားဟောအဲ့ဒီဟာမင်းတော်သိလိုက်လားဘယ်ရသွားသိလဲဆရာလဲတဲ့ဆရာညတိုင်းအတန်သွင်းတာဟိုမှာအိမ်ငါးတော့လေတဲ့ကျွန်တော်ဘေးနာချောင်းသားထောင်နေတာကျွန်တော်ဒီဘက်ကအတန်သွင်းတာဟိုဘက်ကမိသားစုကပြောင်းလဲွာ
သူရောသူ့အမေရောနှိမ့်ချင်းခံပြီးပြောင်းလဲဟာကျွန်တော်တော်အံ့ဩပါဘုရားခင်ကျွန်တော်ဘာစကားပြောတွေ့လားညနေတဲ့မင်းတွေ့လားတဲ့မင်းအဟောပြောကောင်းလို့သူများပြောင်းလဲတာမဟုတ်တော့တဲ့မင်းတော့မသိဘူးသူတို့နားထောင်နေတာဒါပေမဲ့သူတို့ကအဲ့ဒီနှုတ်ကိုဘက်တော့နားထောင်ရင်ဘာလို့လဲပြောင်းလဲသွားသခင်ရှုခရစ်တော်ဘုရားကိုယုံမယ်သူ့အမေရောက်လာပြောင်းဟာလေကျွန်မလည်းခရစ်ယာန်ဘာသာလည်းဝင်မှာမဟုတ်ဘူးလို့ဘာသာတဲဝင်နေဆိုတော့လွယ်ပါတယ်လို့ဒါပေမဲ့အဲ့ဒီဘာသာတဲဝင်လို့ကောင်းဝင်နိုင်ငံရောက်တာမဟုတ်ဘူးလို့သခင်ရှုကိုယုံမှာကောင်းဝင်နိုင်ငံရောက်မှာယေရှုခရစ်တော်ဘုရားကျွန်တော်အပြစ်တို့အသေးခံပေးတာဒါဆိုယေရှုယုံရင်ဘာလုပ်ရမလဲယေရှုယုံရင်တော့လို့နှိမ့်ချင်းခံမှုလို့တယ်လို့နှိမ့်ချင်းခံတယ်ဆိုတော့ဘာလဲဆရာရေထဲမှာငုတ်တာလားနော်ကျွန်တော်ဟိုတော့သူတို့လည်းကြားဘူးတာဟောသွားမလုံးနဲ့သူတို့ခရစ်ယာန်ဘုရားတဲ့ရေထဲမှာရှုရတာဟာဘယ်လိုရေထဲမှာဟောရေငုတ်ပြီးတော့သွားရှာတာသူကအဲ့တော့ဆရာမေးတယ်မင်းတို့တွေ့ပြီလားမတွေ့သေးဘူးဆိုပြန်နှစ်နော်တွေ့ပြီလားမျက်လုံးပွင့်ကြည့်တော့နည်းနည်းဝါလေးတို့တော့ဒါတွေ့ပြီဆိုပြီးတော့အဲ့လိုလားရေထဲမှာသွားရှုရတာဟောတော့နာမည်ကယေရှုကိုတော့ယေရှုဆိုရေထဲသွားရှုရတယ်ထင်တာဘုရားနော်ဟာမဟုတ်အဲ့လိုမဟုတ်ရေထဲကိုနှစ်တယ်ဆိုတဲ့အတိတ်ပဲရှိပါတယ်လို့ကျွန်တော်တို့ရဲ့အပြစ်သားဘဝဟိုးကဘာဦးကပါလာတဲ့အဲ့ဒီမွေးကလေးကပါလာမွေးရပါအပြစ်သားဘဝကိုသင်ချိုလိုက်တာလို့ရေထဲမှာတချိုလိုက်တာအဲ့ဒီရေတွေကနေပြန်ထားတဲ့ခါမှာသင်ဟာဖျားသားဖြစ်တယ်ဒါကြောင့်မို့ရေထဲမှာနှစ်ရတဲ့အတိတ်ပဲရှိပါတယ်လို့အဲ့ဒီနှစ်ချင်းမင်္ဂလာခံတယ်ဆိုတာကတော့ယေရှုခရစ်တော်ဘုရားကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံတယ်ဆိုတာကိုလို့လူတွေရဲ့ရှေ့မှာဘုရားရဲ့ရှေ့မှာဝန်ခံတာလို့အဲ့ဒါဗာတိဇံမင်္ဂလာနှစ်ချင်းခံခြင်းလို့အတိတ်ပဲရပါတယ်ဘာလို့ဝန်ခံရလဲဆိုရင်တော့သခင်ရှုကပြောတယ်မင်းမြေကြီးပေါ်မှာငါ့ကိုဝန်ခံရင်ကောင်းကင်မှာငါမင်းကိုဝန်ခံမယ်ကျွန်တော်ရှင်းပြသူတို့ရတယ်ဆရာတဲ့ကျွန်တော်တို့ယုံတယ်တဲ့အဲ့ဒီမိသားစုပြောင်းလဲသွားဟာအံ့ဩစရာကြီးနောက်တယောက်ကျွန်တော်ဒီမှာလာတော့သူဖုန်းဆက်သေးတယ်ကျွန်တော်ဒီဘက်ရောက်နေလို့ तू ကသူ့အမျိုးသားယုံကြည်သူနော်သခင်ရှုကိုယုံတဲ့ယုံကြည်သူ तू ကအခြားသောဘာသာဝင်နော်အဲ့တော့သူ့အမျိုးသားမနက်တိုင်းမှာကျွန်တော်9မိနစ်စာကိုစောင်းပေါက်နဲ့ဖွင့်တာအိမ်မှာ तू ကမကြားခြင်းလဲကြားခြင်းလဲကြားနေရတယ်အော်သူ့ယောက်ျားဖွင့်နေဆိုလဲ तू ကမပြောပါဘူးနေ့တိုင်းဖွင့်တော့သူ့ယောက်ျားနားထောင်လားနားမထောင်လားမသိဘူးအဲ့မျိုးသမီးကနားထောင်ရင်နားထောင်နေပြောင်းလဲသွား तू ကဟာသခင်ရှုယုံတယ်တဲ့နော်ဟာဒီစရာတရားဟောတာအဆင်ပြေတယ်ယေရှုယုံတယ်တဲ့ဟာပြောင်းလဲသွားအဲ့ဒါတကယ်ဟိုးဘိတ်မာနေတဲ့ဘိတ်သူနော် तू တနေ့သူ့မွေးနေ့မှာကျွန်တော်ခေါ်ပြီးတော့တရားဟောခိုင်းတယ်သူ့မွေးနေ့မှာသူတို့ထုံးစံရှိတယ် तू ကတိုက်ကလာတယ်လို့ပြောတယ်နော်တိုက်ကလာတယ်ဘယ်တိုက်လဲတော့ကျွန်တော်မသိဘူးနော် तू ကတိုက်ကလာတယ်တဲ့တိုက်ကလာတယ်ဆိုတော့ तू ကမွေးနေ့ရောက်တိုင်းမှာပွဲပေးရတယ်မပေးရင်အသက်အန္တရာယ်ရှိတယ်အဲ့တော့ဟိုးဘိတ်ကသူ့ညီကိုမောင်နှမတွေကဖုန်းဆက်တယ်ပွဲပေးရမယ်တဲ့အဲ့ဒါနဲ့ပွဲပေးပါတဲ့အဲ့ဒါမလုပ်တော့ဘူးတဲ့အဲ့ကိစ္စမလုပ်တော့ကျမတဲ့သခင်ရှိကိုယုံပြီးတော့ဖျားသားသမီးဖြစ်သွားပြီတဲ့အဲ့ဒါနဲ့မဆိုင်တော့ဘူးတဲ့သူကပြောတယ်ဖျားသားသမီးဖြစ်သွားပြီအဲ့ဒါနဲ့မဆိုင်တော့ဟောသူညီကိုမောင်နှမတွေကစိတ်မကောင်းနင်အဲ့ဒါမလုပ်ရင်နင်သေလိမ့်မယ်သူကဘာပြောလဲ3ရက်လောက်ပဲစောင့်ကြည့်ပါတဲ့3ရက်ပဲစောင့်တဲ့3ရက်စောင့်လို့မှ तू မသေးဘူးဆိုရင်သခင်ရှုအသက်ရှင်တယ်တဲ့သူစိန်ခေါ်ပလိုက်တာဟာ तू အသက်နဲ့လဲပြီးစိန်ခေါ်တာနော်3ရက်ပဲစောင့်တဲ့အဲ့ဒါကျွန်တော်တို့သွားတော့အဲ့ဒီနေ့က तू မွေးနေ့ကျွန်တော်ဆူတောင်းပေးရတယ်ဆရာတဲ့တနင်္လာနေ့ကျရင်ပြန်ဖုန်းဆက်လိုက်မယ်ဟာသူယုံကြည်ခြင်းကိုထထောင်ပြင်းသေးတယ်နော်3ရက်ပဲစောင့်တယ်ပွဲလည်းမပေးဘာမှမပေးတော့ဘူးတဲ့ဖျားသားသမီးဖြစ်သွားပြီအဲ့ဒီနေ့နဲ့နေနဲ့မဆိုင်တော့ရက်ရစားတွေပြက်သားကြီးနဲ့မဆိုင်တော့ဖျားသားသမီးဖြစ်သွားပြီဘယ်နေ့ကတော့အမင်္ဂလာဘယ်နေ့ကမင်္ဂလာမဟုတ်နေ့တိုင်းကမင်္ဂလာရှိသွားပြီဟာပြောင်းသွားလား तू အားမပြောပြီးတင်းတာလေးကြောင့်ကျွန်တော်ဖုန်းဆက်တယ်ဆရာတဲ့ကျမမသေးသေးဘူးအဲ့လေနော်ဟာအေးဟုတ်တော့မသေးလို့ဖုန်းဆက်တာမသေးသေးတဲ့သခင်ရှုအသက်ရှင်တယ်ဟာတကယ်အံ့ဩစရာတဲ့မို့သခင်ရှုကိုယုံတဲ့ခါမှာလေကျွန်တော်တို့ကိုအမင်္ဂလာဖြစ်စေတဲ့အရာတွေတောင်ဘာဖြစ်သွားလဲလားမင်္ဂလာဖြစ်ပြောင်းသွားတယ်လဝါကတိုင်ဆိုတာကအနိဋ္ဌာယုံသင်္ချိုင်းကုန်းမှာရှိရမယ်ရာဒါပေမဲ့အဲ့ဒီလဝါကတိုင်ကယေရှုလည်းအသေးခံရောကျွန်တော်တို့အနိဋ္ဌာယုံမဟုတ်တော့အသက်ရှင်ခြင်းထာဝရအသက်ကိုရစေတဲ့အမှတ်လက္ခဏာတစ်ခုဖြစ်သွားတယ် Sunday ဆိုတာနေနဲ့ဖျားကိုကိုးကွယ်တဲ့နေ့ယောမတွေကနေနဲ့ဖျားကိုဒါနတ်ဖျားတွေကိုးကွယ်တာဒါပေမဲ့အဲ့ဒီ Sunday တနေ့ကနေမှာသခင်ရှုကရှင်ပြန်ထားမြောက်တော့အဲ့ဒီနေ့ဟာသခင်ရှုကိုချီးမွမ်းကိုးကွယ်တဲ့နေ့ဖြစ်သွားတာပြောင်းသွားကျွန်တော်တို့အတွက်ကောင်းရင်
ဟာလားကောင်းကြီးပဲမကောင်းရင်ဟာဒါအမင်္ဂလာပဲအဲ့လိုမရှိတော့ကောင်းမကောင်းနဲ့ဒါကြောင့်သင်ဟာကောင်းမကောင်းထဲမှာရှိသေးရင်အဲ့ဒီအသီးရဲ့အာနိသင်ကဒီနေ့ထိသင်ကိုဒုက္ခပေးနေတော့သင်ဟာကောင်းမကောင်းနဲ့မဆိုင်ဘာနဲ့ဆိုင်လဲအသက်နဲ့ဆိုင်တယ်ယေရှုကိုရတဲ့အခါမှာသားတော်ကိုရတော်သူသည်အသက်ကိုရ၏အဲ့ဒီအသက်နဲ့ရှင်မှုဖြစ်တယ်အဲ့ဒီအသက်နဲ့ဒီလောကကြီးထဲမှာရှင်ရင်သင်ကကျမ်းမာလဲမြင်္ဂလာရှိတယ်မကျမ်းမာလဲမြင်္ဂလာရှိတယ်အကောင်းစားအင်ကြီးဝတ်ထားလဲမြင်္ဂလာရှိတယ်တာမန်အင်ကြီးဝတ်ထားလဲမြင်္ဂလာရှိတယ်သင်ရဲ့အပြင်ကအင်ကြီးကသင်ကိုမြင်္ဂလာရှိစေတာမဟုတ်အထဲထဲကယေရှုကမြင်္ဂလာရှိစေတာဖြစ်တယ်သင်ရဲ့အပြင်ကစီးစိမ်ကသင်ကိုမြင်္ဂလာရှိစေတာမဟုတ်အထဲထဲကယေရှုကသင်ကိုမြင်္ဂလာရှိစေတာဖြစ်တယ်သင်နေတဲ့အိမ်နဲ့မဆိုင်ဘူးသင်ရဲ့အသုံးဆောင်ပစ္စည်းနဲ့မဆိုင်သင်ရဲ့ယာဒူးနဲ့မဆိုင်သင်ရဲ့ကြော်ကြားမှုနဲ့မဆိုင်အထဲထဲမှာသင်ယေရှုကိုယုံသောကြောင့်အဲ့ဒီကဘာမိုးမြေစัจ java ကိုဖန်ဆင်းတဲ့ဖခင်ကိုယထားတဲ့သင်ဟာအခြေအနေတိုင်းမှာမင်္ဂလာရှိတော်သူဖြစ်တယ်နောက်ဆုံးကုန်ပြောမယ်လူတွေအားလုံးအမင်္ဂလာလို့သတ်မှတ်ထားတယ်သိချင်းတောင်မှသင်တော်ဘာဖြစ်သွားလဲမင်္ဂလာဖြစ်သွားတယ်အဲ့ဒီကျမ်းပိုက်လေးနဲ့အဆုံးသတ်ခြင်းနဲ့ဗျာဒိတ်ကျမ်းခန်းကြီး14ဗျာဒိတ်ကျမ်းခန်းကြီး14အပိုင်ငယ်73ဗျာဒိတ်ကျမ်းခန်းကြီး14အပိုင်ငယ်73ဒီလိုကဖတ်ကြည့်အောင်တဖန်တုံကောင်းကင်အတန်ကားယခုမှစ၍သခင်ဖျား၌သေသောသူတို့သည်မင်္ဂလာရှိကြ၏ဟုရေးထားလောဟုပြောဆိုသည်ကိုငါကြား၏ဝိညာဉ်တော်ကလည်းထိုသို့မှန်ပေ၏ထိုသူတို့သည်ပင်ပန်းခြင်းငြိမ်းမြအကြောင်းရှိ၍သူတို့အကျင့်တို့သည်လည်းသူတို့နှင့်အတူလိုက်ကြ၏ဟုမိန့်တော်မူ၏တပန်တုံကောင်းကင်အတန်ကားတဲ့ယခုမှစ၍သခင်ဖျား၌အပြစ်တရား၌သေတော်သူမဟုတ်နော်သခင်ဖျား၌သေတော်သူကျွန်တော်သခင်ယေရှုကိုယုံတဲ့အခါမှာကျွန်တော်အပြစ်တွေကိုယေရှုကလက်ဝါးကတိုင်းမှာဖယ်ရှားပြီးသွားပြီလက်ဝါးကတိုင်းမှာအသေးခံခြင်းအဖြစ်ပေးဆက်ပြီးသွားပြီဆိုယုံရင်သင်ဟာသေလွန်တော်လဲအသက်ရှင်ရတဲ့ခွင့်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီသေခြင်းဟာအပြစ်တရား၌သေခြင်းမဟုတ်တော့သခင်ယေရှုကိုယုံတဲ့ယုံကြည်သူတယောက်ရဲ့သေခြင်းကသခင်ဖျား၌သေတော်သူလို့ခေါ်ပါတယ်အဲ့သခင်ဖျား၌သေရင်ဘာဖြစ်လဲမင်္ဂလာရှိတယ်တဲ့အော်လူတိုင်းခံယူထားတဲ့သေခြင်းဆိုတဲ့အတုပအမင်္ဂလာဆိုတဲ့အရာတော်မှာယေရှုကိုယုံလိုက်ရင်ဘာဖြစ်ပြောင်းသွားလဲမင်္ဂလာဖြစ်ပြောင်းသွားတယ်ဒါကြောင့်မို့အမင်္ဂလာကနေပြီးတော့မင်္ဂလာရှိအောင်ထုတ်ဖော်ဖို့ကြွလာတယ်ဒါကြောင့်မို့သင်မှာယောဂရှိလို့သင်ဟာအမင်္ဂလာမဖြစ်တော့ယေရှုရှိရင်မင်္ဂလာရှိတယ်သင်ဟာဆင်းရဲလို့အမင်္ဂလာမဖြစ်တော့ယေရှုရှိရင်မင်္ဂလာရှိတယ်သင်ဟာချမ်းသာလို့လည်းမင်္ဂလာရှိတော်သူလို့ပြောတာမဟုတ်သင်ရဲ့စီးစိမ်ကသင်ကိုမင်္ဂလာရှိစေတာမဟုတ်ယေရှုရှိခြင်းကသင်ကိုမင်္ဂလာရှိစေတာဖြစ်တယ်အဲ့ဒီသခင်ရှုကိုယုံပြီးတော့သိရင်တော့တဲ့မင်္ဂလာရှိတယ်တဲ့ဘာလို့ဆိုတော့အပင်ငယ်ကိုမသွားရတော့ဘူးတဲ့အပြစ်တရား၌သေတာမဟုတ်အပြစ်ကြောင့်သေတာမဟုတ်တော့အပြစ်ကိုဘယ်သူဆက်ပေးသွားပြီလဲယေရှုဆက်ပေးသွားအဲ့ဒါကိုယုံတဲ့သူကသေလွန်တဲ့အခါမှာထာဝရဒုက္ခချမ်းသာကိုဝင်စားရတဲ့အတွက်ကြောင့်အဲ့ဒီသေခြင်းကမင်္ဂလာဖြစ်သွားတယ်ထိုသူတို့သည်တဲ့ဘာငြိမ်းသွားလဲအဲ့ဒါမှကျွန်တော်ကဘာဦးကပြောတဲ့ပင်ပန်းခြင်းအဲ့ကဘာဦးကပြောတဲ့ပင်ပန်းခြင်းအပြစ်ကြောင့်ပင်ပန်းခြင်းဘာဖြစ်သွားပြီလဲသေပြီးတစ်ပတ်မှငြိမ်းသွားပြီတဲ့လောကခဏတာအသက်ရှင်တဲ့အခါမှာလဲယေရှုကပြောပါတယ်ဝင်လေး၍ပင်ပန်းသောသူပေါင်းတို့ငါထံသို့လာကြလောငါသည်သခင်ရှုကိုအမိပြုပြီးအသက်ရှင်ရင်သင်ဟာဒီလောကမှာပင်လင်အဲ့ဒီဖခင်ရဲ့ငြိမ်သက်ခြင်းကိုခံစားမှာဖြစ်တယ်တကယ်ပြီးပြည့်စုံတဲ့ပင်ပန်းခြင်းငြိမ်းခြင်းကတော့ထာဝရကာလမှာသင်ခံစားမှာဖြစ်တယ်သူတို့၏အချင်းတို့သည်လည်းသူတို့နဲ့တူလိုက်ကြ၏သင်ရဲ့နေ့စဉ်အသက်ရှင်ခြင်းကိုယ်တို့အသက်ရှင်မလားဖခင်တို့အသက်ရှင်မလားဘယ်ထိပါသွားမလဲထာဝရကာလထိပါသွားမယ်ဆိုတော့ကိုသတိပြုဖို့အင်မတန်အရေးကြီးပါတယ်ဒါကြောင့်ကျွန်တော်စီတိုင်းကျွန်တော်တို့သခင်ရှုကိုယုံတဲ့အခါမှာကျွန်တော်တို့မှာအမင်္ဂလာဆိုတာမရှိတော့အချင်းနေတိုင်းမှာသင်ဟာမင်္ဂလာရှိတော်သူဖြစ်တယ်ဒီနေ့သင်အပင်ငယ်ရလုပ်ဖို့တော့သင်ဘလို့မှမလုပ်နိုင်ပါဘူးကျွန်တော်နောက်ဆုံးဒီအကြောင်းလေးပြောပြီးတော့ဒီကုန်းချုပ်ပါကျွန်တော်တနေ့မှာဒီခရစ်စမတ်တစ်ခုမှာဘယ်ကိုရောက်သွားလဲဆိုတော့ညံရီမတန်ဆွမ်းနော်အဲ့ဒီကလေးတွေရှိတဲ့နေရာရောက်သွားအဲ့ဒီမှာခရစ်စမတ်လုပ်ပြီးတော့ကျွန်တော်သူတို့ကိုသခင်ခရစ်တော်အကြောင်းပြောပေးပါကျွန်တော်စဉ်းစားတယ်ဒီကလေးတွေငါဘယ်လိုသွားပြောမလဲဟောညံရီမတန်ဆွမ်းတဲ့ကလေးတွေသူတို့ပြောလဲသူတို့သိပါမလားအဲ့ဒီမှာကျွန်တော်ထိုင်နေနဲ့စဉ်းစားဟာဘုရားသခင်လက်ဝါးကတိုင်းမှာသခင်ရှုအသေးခံတာဒီကလေးတွေဘယ်လိုလုပ်မလဲ
Lokama Kong on Nima Kudo Kamuri Loma, Kaunari, Chinama, Pina Diarigo, Leshon Naima Tara Tuka Chanago, Yaume Esui, Eddie Nyayi Matan Swane Kalidi, Pulu Chinai Mamale. That's when through all. What Nogurea? Eddie Nyayi Matan Swane Kalidu, Pavit and Beadra. Throw Madru Sana out, Tumado Yichuda out, Tuana than Beada. Throw Madru to make Kuzabu, Kakere, Ed Kalidia. I know any Jama than Bead. Kudo Kamuri Lobi, a gently ladisa with a weird wabi, a Kalidi. That's when Eddie Kalidi to a Bamale P. Tara Duga Channel wins Abu the Duma P. Throw along Edo Amala, I Kalidi. Nyayi Matan Swane. Capito John Sinaji. You don't need that to it. Say Jamai with an Kazara to it. Throw the Abiome. Kudo Gamulojano, Agentila di Saujano, Pina di Leshojano, Polo, you don't know what else tomorrow. Throw Polo, Line, that's a throw along the Edo Amala. That's a bed the Amle. Payabe de Aromle. The Churiga, Muigrega, Nyayi, Matan Swane Dushi. The Churiga, Muiaba. Chini, Chow Muja, you do the one to relay, she. The Choria, Muirea, Messi Mina do she. Muigrea, Kula Ingam, Sonina do she. Muigrega, Namajana do she. Hablo Lomle. I don't have Busura Garo. I may one Emma way, be the one at Kalidi. You John Lemabio, Drole, Beba the Yamale, Machina, they did what through a go long Yevela. I need to people Mali. You know, I'm a tiny in it. Only horror me. Taman Luriano Piana Mishuli, Hataman Luriano, Hangarung Alumanga Yame, Nachuzame, Taman Luro Lona, they throw Malona and the Gabriel Dolum. Throw to Along a yes or no, Tamateado. Payamateado. Payazu at the Yawan. Payakin General Bazagato so. Nala Waka Daima, a thick cane, Eddie, Kating Giare. The Luri to a bum hole. Go China and Lieutenant to the home. Any Machina also a Luridole. Pare. General Alon China and Amono, China and Lubaudale, Tena, Akudo Gamuring, our Lona Madide, Naru, Tiari, China Madide, Narupina, Diari, Lashona Madide. Any Luridobam Ho, Nyai, Madame Swana to the dollar par, the can shoot the cana. Muigrega, Messi Mamina to the dollar par, Muigrega, Namaja to the dollar pare. Say Gemma, each choine to the dollar pare. Now so go Biome, a me one Emma, the one a cleat valley. Muy video la do yema ti do cleat wale par the king shoe get in ya. Ha that's what drogo Eddie the king shoe me you do la waka ma ti Kamalelu, Polo do biomle. Through do biole through Nyama Mazana, say Jama ya chuna, Polo show name. Muikin that cleat bulu, the king shoe jaw, Tobiolule Yama, Maho, through to a blue, Janza Malasharo. Janza the white dot to it. Payada King, Chichimid up today, the King should go piali. Ludain would chit. Nyay Madans one do le piachit. Say Jama each who in a do le piachit. Muigizama the Dora Kalula piachit. A me one emma the Dora Kalula piachit. Payaga Ludain to a Katin Yingo, Pisinare. The Yamba down people, the Belum body, think to a ye should the Lawagrama they can be there. Think to a body. The young life away, the Yimbe social mafia day. I don't mean when the day the king should go like a young Jigo, Koan Pagane. Generally, the Bible no. Yezijila Nagadijan, can you sashay upon a lima? Yezijila Nagadijan, can you sashay upon a lima? Yezijila Nagadijan, can you sashay upon a lima? General like so, no? Winning a pound go, Napai, a bai winning go, Napai the ghetto, Thai winning go le, Napai, Pimado winning thee, at that the yami. Payada king about your winning a pound go, Napai. I don't know, weekends are Kalimale winning she. Eddie, a me by them are. Breathe it Eddie Kalima le winning she. Then winning a bomb to pine, pay out pine. Nyay Madan Swana do it Hemale, Payazia Lare, winning she. Say Jama each who in it Hemale, winning she. Eddie winning a bomb. General Rodimatine will win a bomb to pine,
ဖျားပိုင်တယ်ဒါပေမဲ့တဲ့ပြစ်မှားသောဝိညာဉ်ကတော့အသက်အပြစ်ရှိတဲ့ဝိညာဉ်ကတော့သေရမယ်အပင်ငယ်ကိုသွားရမယ်ဒါပေမဲ့အဲ့ဒီဝိညာဉ်အပေါင်းအပင်ငယ်ကိုမရောက်ဖို့ရန်အတွက်ကျွန်တော်တို့အားလုံးလူသားအားလုံးအပင်ငယ်ကိုမရောက်ဖို့ရန်အတွက်ယေရှုသည်ကျွန်တော်တို့အပြစ်တွေလက်ဝါးကတိုင်းမှာကိုစားအသိခံပေးတယ်သင်ယုံလိုက်တာနဲ့သင်ဟာအပြစ်ကနေလွတ်ပြီးတော့ထာဝရဒုက္ခချမ်းသာကိုဝင်စားရမှာဖြစ်ပါတယ်ခြေတော်စီတိုင်းဘုရားသခင်လို့အဲ့ဒီညံရီမတန်ဆွမ်းတဲ့သူတွေစိတ်ချမ်းသာကြီးချုံတဲ့သူတွေဝိကင်းစားမှာသေသွားတဲ့ကလေးတွေအမေဝမ်းထဲမှာသေဘလို့လို့သူတို့ယေရှုကြောင့်သိမလဲဘုရားသခင်အဲ့ဒီကျမ်းမိုက်လေးနဲ့ကျွန်တော်ကိုခေါ်အောင်ပေးတယ်ဝိညာဉ်ပေါင်းဘာလို့လဲအဲ့ဒီဝိညာဉ်တွေကိုငါစကားပြောနိုင်တယ်ဘုရားသခင်သိအံ့ဩစရာကောင်းလားနော်ကျွန်တော်ဘုရားသခင်အဲ့ဒါစကားပြောတယ်အဲ့ဒီညံရီမတန်ဆွမ်းတဲ့သူရဲ့ဝိညာဉ်ကိုလည်းဘုရားတိုက်ရိုက်စကားပြောနိုင်တယ်စိတ်ချမ်းသာကြီးချုံနေတဲ့သူရဲ့ဝိညာဉ်ကိုလည်းဘုရားတိုက်ရိုက်စကားပြောနိုင်တယ်မွေးကင်းစားမှာသေသွားတဲ့ကလေးရဲ့ဝိညာဉ်ကိုလည်းဘုရားတိုက်ရိုက်စကားပြောနိုင်တယ်ဘာလို့ကျွန်တော်အဲ့လိုပြောလဲဝိညာဉ်ပေါင်းဘယ်သူပိုင်လဲဘုရားပိုင်တယ်ဘုရားသခင်ကတနည်းတလန်းနဲ့တော့ယေရှုသည်သင်တို့ရဲ့အပြစ်တို့ကလက်ဝါးကတိုင်းမှာအသေးခံပေးတယ်ဆိုတဲ့အကြောင်းကိုဘုရားသိစေမှာဖြစ်တယ်ဒီနေ့လည်းဒီမှာရှိတဲ့သူတွေအားလုံးဘာလို့စေလိုက်ပြီလဲသိစေလိုက်ပြီယုံခြင်းမယုံခြင်းရတော့သင်နဲ့ဘုရားနဲ့ကြားထဲမှာပဲဆိုင်ပါတယ်အွန်လိုင်းမှာကြည့်နေတဲ့သူတွေကိုလည်းသိစေလိုက်ပြီဒါကြောင့်မို့ဘုရားသခင်ကလေတီးဖို့အတွက်အခွင့်အရေးရှိတဲ့သူကိုသိစေတယ်တီးဖို့အတွက်အခွင့်အရေးမရှိတဲ့သူကိုဘုရားဓာတ်ရိုက်ပါလုပ်နိုင်လဲစကားပြောနိုင်တယ်ဆိုတဲ့အရာဖြစ်တယ်ဒါပေမဲ့သခင်ရှုကိုညင်းပယ်တယ်ပြစ်မှားတဲ့ဝိညာဉ်ကတော့ကိုယ့်ရဲ့အပြစ်ကြောင့်ပဲဘုရားမကယ်လို့မဟုတ်နော်ကိုယ့်ရဲ့လောဘဒေါသမောဟတွေပါလာတဲ့အပြစ်ကြောင့်ပဲတနေ့မှာအပင်ငယ်သွားအောင်ဖြစ်တယ်ဒါဘုရားကယ်တော်ရုံရင်တော့ထာဝရဒုက္ခချမ်းသာကိုဝင်စားမှာဖြစ်ပါတယ်ဒါကြောင့်ချစ်တော်စီတိုင်းသခင်ရှုဘုရားသည်ယခုဘဝ၌ငြိမ်သက်ခြင်းနောင်တမလွန်၌ထာဝရဒုက္ခချမ်းသာကိုပြင်ဆင်ပြီးသွားပြီဖြစ်ပါတယ်သင်ဟာယေရှုကိုယခုဘဝမှာအမိပြုခဲ့မယ်ဆိုရင်ဘာနဲ့စားဘာနဲ့ဝေးရဘလို့အိမ်နဲ့နေရသူများကိုမနာလို့မဖြစ်ဘူးသူများအောင်မြင်တာကိုလည်းမုဒိတာပွားတတ်တယ်ကိုအခြေအနေကြည့်ပြီးတော့လည်းမသိငယ်တော့ကိုယ့်ရဲ့အခြေအနေပေါ်မှာကောင်းခြင်းဆိုခြင်းဆိုတဲ့အဲ့ဒီကောင်းမကောင်းသိကျွမ်းရအပင်ရဲ့အသီးရဲ့အာနိသင်ကောင်းမကောင်းဆိုတဲ့အခြေအနေပေါ်မှာအသက်မရှင်တော့အသက်တည်းဟူသောအသက်ရဲ့အရင်းမြစ်ကြီးဟူသောခရစ်တော်ပေါ်မှာအမိပြုခြင်းအဖြစ်နေ့ရက်တိုင်းမှာမြင်္ဂလာရှိနေမှာဖြစ်တယ်နေ့ရက်တိုင်းမှာသင်ကအီးချမ်းနေမှာဖြစ်တယ်သင်ရဲ့အမိပြုခြင်းပဲအရေးကြီးတယ်ကိုအမိပြုမှာလားယေရှုကိုအမိပြုမှာလားနေ့ရက်တိုင်းမှာသခင်ယေရှုကိုအမိပြုရင်တော့ငြိမ်သက်အေးချမ်းမှုနဲ့ဘဝကြီးကိုဖျက်ဆီးရပြီးတော့နောက်တမလွန်မှာလဲထာဝရဒုက္ခချမ်းသာကိုဝင်စားမယ်ဆိုတဲ့အကြောင်းဝင်ငှပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေအာမင်